ဒီတော့ဦးဇင်းတို့ပြောချင်တာကမိဘကျေးဇူးကိုခုကြည်အောင်ဆက်တဲ့နေ့ဦးဇင်းပေးပြီးပြီဖះရှင်ဆက်တဲ့အကြောင်းဟောပြီးပြီအရှင်သာရိပုတ္တရာဆက်တဲ့အကြောင်းဟောပြီးပြီဒီလောက်နဲ့သိရင်လည်းရပြီသို့တော့နောက်ထပ်ဇက်ကြောင်းတစ်ခုဟောခြင်းသေးတယ်တဏှာရီတော့အချိန်ကုန်မယ်ပြီးမလားသိကြပြီနော်ကဲသိကြရင်ပြီးတာပါပဲဟုတ်လားအားလုံးတို့ပြိတ္တတွေကျေးဇူးဆက်တတ်အောင်လို့ပါဟုတ်လားအမေတို့အဖေတို့ရဲ့မွေးကြွေးစုကိုဆက်တတ်ဖို့ရန်နို့ဘိုးကိုကြည်အောင်ဆက်တတ်ဖို့ရန်ပစ္စည်းနဲ့ကျေးဇူးဆက်ခြင်းတွေလည်းသိအောင်ပြောကြားခဲ့ပြီးပါပြီတရားနဲ့ကျေးဇူးဆက်ခြင်းလည်းပဲဟောကြားခဲ့ပြီးပါပြီအရှင်သာရိပုတ္တရာမထေရမြတ်နဲ့ဘုရားရှင်တို့ရဲ့တရားဓမ္မနဲ့ကျေးဇူးဆက်တဲ့ဤတွေလည်းပေးခဲ့ပြီးပါပြီအေးမြတ်စွာဘုရားလက်ထက်တော်ကာလတုန်းကယဟန်တော်တစ်ပါးရဲ့ကျေးဇူးဆက်တဲ့ဤလေးကနာကြည့်ကြရအောင်ဘုံတော်6ပါးသခင်ဘုရားရှင်ကိုတော်မြတ်သာဝတိပြေမောစေတော်ရွှေကျောင်းမှာကင်းအောင်မွေလျော်တဲ့သုံးလို့နေတော်မူစဉ်ကာလတုန်းကပြိဿရဲ့ဘုရားပင်မှာတဲ့သုံးလုံးကလည်းစေတော်ရွှေကျောင်းတော်မှာရှင်တော်မြတ်ဘုရားတဲ့သုံးလို့နေတော်မူတဲ့အချိန်သာဝတိမြို့မှာလည်းပဲမိသားစုတစုရှိကြပါတယ်ဘလောက်တောင်ကြွယ်ဝချမ်းသာတယ်လဲဆိုရင်18ကလေးကြွယ်ဝချမ်းသာပါတယ်ဘလောက်ချမ်းသာလဲ18ကလေးကြွယ်ဝချမ်းသာတဲ့မိသားစုရဲ့သကောင်စရင်ကိုကြည့်လိုက်တဲ့အခါကျတော့အဖေရဲ့အမေရဲ့အရွယ်ရောက်နေပြီဖြစ်တဲ့သားလေးတစ်ယောက်ရဲ့ပေါင်းလိုက်တော့3ယောက်ပဲရှိတယ်တဲ့သာမေသာဘာ3ယောက်ပဲအင်ကြီးတိမ်မှာနေပြီးတော့စီစိန်နေခံစားရင်းနဲ့ပျော်နေလိုက်တာတယောက်တည်းသာရှိတဲ့ဟောဒီသားလေးကိုတခြားသောမိသားစုဝင်တွေနဲ့လုံးဝပတ်သက်ခွင့်မပေးတဲ့အခါသားလေးကလည်းအိမ်ထဲမှာတယောက်တည်းနေရတော့ပြင်းပြီပေါ့ညနေချင်းရောက်ရင်အိမ်ရှိဝရဏလေးမှာထွက်ပြီးတော့မတ်တရက်လမ်းသွားလမ်းလာတွေကိုကြည့်ပြီးတော့ကလေးလေးကပီတိတွေဖြစ်လို့နေကြရတယ်ဒီတော့အမျိုးကောင်းသားလေးတနေ့ဝရဏလေးထွက်ပြီးတော့ရက်နေတဲ့အချိန်မိမိတို့ရဲ့အိမ်ရှိကလမ်းမကြီးပေါ်မှာအေးချမ်းတဲ့မျက်နှာအေးချမ်းတဲ့ခြေနှံအသွင်ပြင်းနေနဲ့သွားနေတဲ့လူသားတွေတွေ့တဲ့အခါအော်ဒီလူတွေကြည်ရတာအေးချမ်းလိုက်တာဒီလူတွေသွားနေတဲ့ခြေနှံတွေမှာလောဘဒေါသတွေခင်းနေလိုက်တာဘယ်ကိုများသွားကြမှာပါလဲဘာချင်းရနဲ့များသွားနေကြတာပါလဲလို့သိကျင်တဲ့စိတ်ကလေးနဲ့အောက်ထက်ကိုအသာဆင်းခရီးသွားရရဲ့အနာကိုကပ်ပြီးတော့မေးကြည့်လိုက်တဲ့အခါအကိုကြီးတို့အမကြီးတို့အတော်ကြီးတို့ဘယ်ကိုများသွားကြမှာပါလဲခမည်းတော်သွားနေတဲ့မျက်နာတွေကလည်းအေးချမ်းလိုက်တာခြေလမ်းတွေကလည်းလောဘဒေါသမာနခြေလမ်းတွေကင်းပါလိုက်တာလို့မေးလိုက်တဲ့အချိန်ပြန်ပြီးတော့ဖြေလိုက်တဲ့စကားသံကဩလူကလေးရဲ့ဟိုစီတော်ရွှေကျောင်းတော်မှာဘုံတော်6ပါးသခင်ဘုရားရှင်ကညစဉ်ညတိုင်းတရားဓမ္မတွေဟောကြားပေးနေတယ်ရှင်တော်မြတ်ဘုရားရဲ့တရားဓမ္မတွေကိုနာကြားဖို့ရန်ငါတို့သွားကြမှာပါတရားဆိုတာအေးတယ်တရားဆိုတာငြိမ်းတယ်တရားဆိုတာနှလုံးစိတ်ဝမ်းကိုငြိမ်းချမ်းစေပါတယ်တို့တရားသွားနာကြမလို့ပါကွယ်တဲ့ပရိသတ်ဘယ်သွားမှာလဲဒီတော့တရားနာသွားမယ်ဆိုတဲ့အတန်ကြားရတဲ့အချိန်ပါရမီဓာတ်ခံပါလာတဲ့သူငယ်ဖြစ်တဲ့အတွက်ကြောင့်ဒါဆိုရင်အဲ့ဒီတရားကျွန်တော်ကိုနာလို့မရဘူးလားရပါသကောကွယ်ငါတို့ရဲ့ဘုရားရှင်ကတတိတကြွယ်ကုန်းတဲ့ကနေလေသမားတိုင်အောင်သရောင်းသားတိုင်အောင်သူဟောတဲ့တရားကိုတပုံစံနဲ့တစိတ်ချင်းနဲ့သာဟောကြားတော်မူပါတယ်သားလေးလည်းနာကြားနိုင်ပါတယ်လိုက်လာလို့ရပါတယ်လို့တရားနာပရိသတ်တွေရဲ့ဆွဲဆောင်မှုအားကောင်းတဲ့အတွက်ကြောင့်နှလုံးသားတွေကတရားတွေကလည်းထက်တဲ့ထက်သန်လာရှင်တော်မြတ်ဘုရားတရားဝယ်ကိုအားခဲရင်နဲ့ပရိသတ်နောင်နာကနေပါသွားလိုက်တာစေတော်ရွှေကျောင်းတော်မှာဘုရားရှင်ကလည်းတရားဓမ္မတွေဟောကြားနေပြီဒါနရဲ့အကြောင်းတွေသီလရဲ့အကြောင်းတွေနတ်ပြည်ချမ်းသာရဲ့အကြောင်းတွေမြမပြည်ချမ်းသာရဲ့အကြောင်းတွေလွတ်မြောက်ကြောင်းတရားတွေကိုစင်စက်မပြတ်ဟောကြားနေတဲ့အထက်ကရှင်တော်မြတ်ဘုရားကအဲ့ဒီနေ့ကြမှာကာမနံအာဒီနဝကထာငါးပြအာယုံကာမဂုဏ်တွေရဲ့အပြစ်တွေကိုတန်းစီပြီးတော့ဟောကြားတော်မူလို့နေပါတယ်ခြေသားခြေသမီးတို့သင်တို့မြင်နေရတဲ့
ဒါယုံခန္ဓာယုံရတယုံဘုဒ္ဓဘာယုံဓမ္မယုံလို့ခေါ်တဲ့အာယုံ6ပါးကာမဂုဏ်တရားတို့သည်အပူနဲ့သာစပြီးတော့အပူနဲ့သာဆုံးလိမ့်မယ်ဘယ်တော့မှအေးချမ်းတယ်ဆိုတာမရနိုင်ဘူးတကယ်အေးချမ်းတဲ့တရားအစစ်ဆိုတာကယဟန်တို့ရှာနေတဲ့ယဟန်တရားမှသာရှိပါတယ်အေးဒါကြောင့်ငြိမ်းချမ်းတဲ့ဘဝအေးချမ်းတဲ့ဘဝအပူတွေကင်းတဲ့ဘဝကိုလိုချင်တဲ့မျိုးကောင်းသားမျိုးကောင်းသမီးပိုင်ရင်တော့ယဟန်ဘဝမှာယဟန်တရားကိုအားထုတ်ရမယ်လို့ရှင်တော်မြတ်ဘုရားကလည်းယဟန်ပြုကတရားရှာဖို့ဟောကြားတော်မူနေပြီးတရားနာကြနေတဲ့သူငယ်လေးရဲ့တရားတရားကလည်းထပ်တန်လို့နေပြီးဒီလိုနဲ့တရားပွဲကြီးပြည့်စုံသွားတဲ့အချိန်ထပ်တန်တဲ့တရားတရားကိန်းသွားတဲ့ဟောဒီသူတော်ကောင်းသားလေးအမျိုးကောင်းသားလေးရှင်တော်မြတ်ဘုရားရဲ့ထံတော်ဘာကိုချဉ်ကပ်သွားအိုးဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်သည်အရှင်ဘုရားရဲ့သာသနာမှာဖန်ဝါနီမြန်းကြသင်္ကန်းဆင်မြန်းလို့ရှင်ဟန်ပြုလိုပါတယ်တပည့်တော်ကိုယဟန်ပြုခွင့်ပေးသနာတော်မူပါလို့ယဟန်ပြုခွင့်တောင်းပါတယ်ဒီတော့မြတ်စွာဘုရားကအမျိုးကောင်းသားလေးကိုကြည့်ပြီးတော့ဟဲ့သားလေးငါဘုရားရဲ့သာသနာကိုဝင်လာကြမယ်မျိုးကောင်းသားမျိုးကောင်းသမီးမှန်ရင်သင်တို့ရဲ့မိဘနှစ်ပါးကကြီးကြီးပြူပြူနဲ့ခွင့်ပြုမှသာလည်းဝတ်ပေးခွင့်ရှိပါတယ်။ဒါကြောင့်မင်းမိဘနှစ်ပါးကမင်းကိုသာသနာ့ဘောင်ဝင်ဖို့ခွင့်ပေးလိုက်ပြီလားတဲ့။ပရိသတ်မိဘနှစ်ပါးကခွင့်ပေးလိုက်ပြီလား။အရှင်ဘုရားတပည့်တော်ရဲ့မိဘနှစ်ပါးကခွင့်ပေးဖို့နေသာအရှင်ဘုရားဓမ္မကိုတရားလာရောက်ပြီးတော့နာကြားတာတောင်မှမသိကြရှာသေးပါဘူးဘုရား။ဤကွယ်ဒါဆိုရင်မင်းမိဘနှစ်ပါးထံမှာမင်းခွင့်သွားတောင်းလိုက်အောင်လို့ရှင်တော်မြတ်ဘုရားရဲ့ရွှေနှုတ်တော်ကမိန့်ကြားလိုက်တယ်ဆိုရင်ပဲမိမိရဲ့အိမ်ကိုအပြေးလေးပြန်မိဘနှစ်ပါးရဲ့အထံမှာယူသေးစွာဥနှိမ့်ချပြီးတော့အဖေတို့အမေတို့ကျွန်တော်ဒီမြတ်စွာဘုရားရဲ့တရားကိုနာကြားခဲ့ရပြီးပါပြီလူပေါင်းမှာကျင်လျရတဲ့ကျွန်တော်တို့ရဲ့ဘဝငါးပြာအာယုံကာမဂုဏ်နဲ့သာအချိန်ကုန်လို့နေကြပါတယ်ငါးပြာအာယုံကာမဂုဏ်တရားတွေကပူလောင်လာပါတယ်ဒါကြောင့်အေးချမ်းတဲ့တရားကိုရှာဖွေခွင့်ရဖို့ရန်အတွက်ကျွန်တော်မြတ်စွာဘုရားရဲ့သာသနာမှာဝင်ပြီးတော့ယဟန်ပြုလိုပါတယ်ယဟန်ပြုခွင့်ပေးကြပါလို့မိဘနှစ်ပါးရဲ့ထံမှာခွင့်တောင်းလိုက်တဲ့အချိန်အသက်80ကျော်80တွင်ချင်းနှင်းဝင်ရောက်နေပြီဖြစ်တဲ့အမေအိုကြီးကအသားလေးကိုတိချာကြည့်ငါသားရဲ့မင်းမို့ပြောရလေခြင်းတိမ်လုံးမှာ80 80နာကနေ80နာကနေတဲ့အမေအဖေနားရီတိုင်းမျက်စိတွေမုံသွားတွေကြိုခါတွေကိုင်းနေတဲ့ဒီလင်မယားနှစ်ယောက်ကိုမှမင်းထားရင်ပြီးတော့မြတ်စွာဘုရားရဲ့သာသနာကိုဝင်သွားမယ်လို့ဆိုနေတယ်မင်းမို့လို့ပြောထွက်လေခြင်းကွယ်ငါသားရဲ့အမေပဲလို့မှခွင့်မပေးနိုင်ဘူးတဲ့ငါခွင့်မပေးနိုင်ဘူးသားရဲ့တဲ့အမေတို့ရဲ့အမျိုးကိုပြန်ပြီးတော့ကြည်လိုက်ပါအောင်တမျိုးလုံးတဆွေလုံးမှာငါသားလေးတယောက်သားလည်းလူပြေမှာခြံထားခဲ့ရမှာငါသားလေးသည်အမေတို့ရဲ့အညွန့်ဖြစ်တဲ့သားကလေးပါအမေတို့အမျိုးကိုဆက်လက်ရှင်းသန်ဖို့ဆိုတာငါသားလေးမှာပဲတာဝန်ရှိပါတယ်သားရဲ့အမေမျက်လုံးအစုံမြင်နေရပေမဲ့ငါသားမရှိရင်ကွယ်နေသလိုပါပဲငါသားလေးရဲ့အမေရဲ့မျက်လုံးဆိုရင်လည်းငါသားလေးပါပဲအမေရဲ့အသေးနှလုံးဆိုရင်လည်းငါသားလေးပါပဲအမေရဲ့အသက်ဆိုရင်လည်းငါသားလေးပါပဲကွယ်ဒါကြောင့်အမေပဲနီးနဲ့မှခွင့်မပေးနိုင်ပါဘူးကွယ်အမေကဘလောက်ပဲသားကတောင်းဆိုခွင့်မပေးတဲ့အခါကျတော့လေသားလေးလည်းစိတ်တည်ငြင်းပြီးတော့ကဲဗျာဒါဆိုရင်တော့သားကတော့နေလို့စားလို့လည်းရမှာမဟုတ်တော့ပါဘူးဆိုမြတ်စွာဘုရားရဲ့တရားတော်ကိုအာယုံပြုတရိယာရင်မိဘနှစ်ပါးခွင့်မပြုတဲ့အတွက်ကြောင့်စိတ်ညစ်ခြင်းများစွာနဲ့အိယာထဲမှာဝင်လဲလိုက်တာ9ရက်လုံးထမင်းလည်းထားမစားဘူးရေလည်းမတောက်ဘူးအယုတ်ဆုံးကျင်ကြီးကျင်ငယ်တော့မစွန့်တော့ဘူးတဲ့ဒီတော့အဖိုးကြီးကတတိထားပြီးတော့ကြည်လာတယ်ရှင်မငါတို့မှာတစ်ယောက်ပေါင်းပြေးကြည့်မှာသားဆိုလို့ဒီတစ်ယောက်ပဲရှိတာငါတို့တိမ်လုံးမှာယရနာဆိုတော့ဒီသားလေးတစ်ယောက်သာရှိတယ်ဒ
ဒီသားလေးသားဟောဒီလောကကြီးတွေကနေသေဆုံးသွားရင်တော့ငါတို့ယူကြုံမရဖြစ်လို့ငါတို့ပါလိုက်သေးကြရလိမ့်မယ်ထင်တယ်မင်းမတင်းမာနဲ့တော့ကွာသူဆန္ဒအတိုင်းယဟန်ပြုခွင့်သာပေးလိုက်ပါတော့ယဟန်ဘဝမှာရှိနေရင်တော့မှငါတို့ယဟန်လေးဘဝနဲ့သားလေးကိုမြင်တွေ့ရအောင်မယ်ဒီလိုသာမင်းတင်ထားရင်တော့မင်းသားလေးကဆန္ဒပြလို့အစာငတ်ခံလို့အသေးခံလိမ့်မယ်ထင်တယ်အဖိုးကြီးကနားချမှအဖွားကြီးကလည်းသဘောပေါက်ပြီးတော့ကဲသားသားလာမင်းဒီလိုကြီးတော့မနေနဲ့ကွယ်ထမင်းစားပါဟဲ့ရေတောက်ပါဟဲ့မင်းဖြစ်ခြင်းနဲ့ယဟန်ဘဝကိုအမေကလည်းခွင်ပေးပါပြီမင်းအဖေကလည်းကြည်ကြည်နက်နက်နဲ့လည်းခွင်ပေးလိုက်ပါပြီငါသားလေးသာသနာပေါင်းကိုဝင်ခွင့်ရပါပြီလို့အမေကြီးရဲ့နှုတ်ခလည်းခွင့်ပြုချက်လည်းပေးလိုက်ရောပြိတ္တကြီးအာရပါရနဲ့ထုံဆိုင်ပြေးဇေတော်ကျောင်းတော်ကခန္ဓာကိုယ်ရိတ်တိုက်ကိုဝင်ရှင်တော်မြတ်ဗျာရဲ့ခြေတော်ရင်မှာရှင်တော်မြတ်ဗျာကိုယိုသေးစွာဥနှိမ့်ချလို့လျှောက်ထားလိုက်ပြီးဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားအရှင်ဘုရားရဲ့သာသနာမှာယဟန်ပြုခွင့်ရဖို့ရန်အတွက်တပည့်တော်ရဲ့မိဘနှစ်ပါးကကြည်ပြူပြူနဲ့ခွင်ပေးလိုက်ပါပြီဒါကြောင့်အရှင်ဘုရားတပည့်တော်ကိုသာသနာပေါင်းတွင်သွတ်သွင်းလို့ပြီးတော်မူပါဘုရားတဲ့အာရပါရနဲ့လျှောက်ထားရှင်တော်မြတ်ဘုရားကရှင်သာရိပုတ္တရာမထေရမြတ်ကိုယဟန်ပြုခွင့်တာဝန်ပေးပြီးတဲ့အချိန်ခုနကလူဝတ်ကြောင်ဘဝကအမျိုးသားလေးဟာဖောင်ဝါနေမြတ်ကြသင်္ကန်းဆင်မြန်းပြီးတော့ရှင်ယဟန်ဘဝကိုရောက်ရှိသွားခဲ့ပါပြီအမျိုးကောင်းသားလေးဘာဖြစ်သွားလဲယဟန်ဖြစ်သွားတဲ့အချိန်ယဟန်တို့သိရမယ်ပရိယတ်ဒီစာပေကို၅ဝါတိုင်တိုင်သင်၅ဝါတိုင်နဲ့သင်ပြီးတဲ့အချိန်ရောက်တော့ကိုတော်လေးရဲ့တတိတံဝေကညာနေကနှိုးဆွာလို့လာပြီ။အော်ငါသည်မြတ်စွာဘုရားရဲ့တရားတော်ကိုနာကြားပြီးကားစားအချိန်တုန်းကယဟန်ဘဝမှာယဟန်တရားကိုအားထုတ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ယဟန်ပြုခွင့်ရလာခဲ့တာအခုငါသည်စာပေတွေလည်းပဲသင်ကြားလို့တက်မြောက်ခဲ့ပြီးပြီမြတ်စွာဘုရားသာသနာကိုဝင်လာခဲ့တဲ့ရည်ရွယ်ချက်အတိုင်းငါတရားဓမ္မရှာဖွေမှဖြစ်တော်မယ်လို့ရည်ရွယ်တဲ့စိတ်ဓာတ်တရားကောင်းတဲ့ဘောဖို့ရန်အတွက်ကမ္မထာနိပြတဲ့ကမ္မထာဆရာရဲ့အထံကိုသွားဝိပဿနာအလုံးပိတရားတွေနာကြားပြီးတဲ့အချိန်သာဝတိမျိုးနဲ့ခလန်းလန်းကတော်ရန်လေးရှိရာရဲ့သို့သဗ္ဗေတလုံးသင်္ကန်းသုံးတွေကိုလွယ်လျက်ဖြင့်တောထွက်လို့တရားရှာဖို့ကြွတော်မူခဲ့ပါပြီကိုတော်လေးတော်ထဲမှာတရားရှာဖို့ကြွတော်မူလာခဲ့ပြီမိမိတပါးနေကြောင်းလေးပေါ်မှာတပါးတဲ့ကင်းအောင်ရင်ဖြင့်မိမိရဲ့ယုတ်တရားနံတရားကိုဝိပဿနာတရားတွေရှုပွားရင်းနဲ့နေလာလိုက်တာနေကနေလာကနေနှစ်တွေပြောင်းရင်12နှစ်ဆိုတဲ့ကာလတိုင်အောင်ချင်းနေဝင်ရောက်လာခဲ့ပေမဲ့ကိုတော်လေးရဲ့အသိဉာဏ်မှာဗာတရားဒုတရားမြတ်မှာမရသေးပါပရိသတ်နှစ်ပေါင်းဘယ်လောက်ကြာသွားလဲဒီပေါင်း12နှစ်တိုင်အောင်ဝိပဿနာတရားတွေရှုပွားပေမဲ့ပါရမီတက္ခံနုနေလာတဲ့အတွက်ကြောင့်ဘာတရားမှလည်းမတွေ့နိုင်အိမ်မှာကြံခဲ့တဲ့မိဘနှစ်ပါးရဲ့ဘဝ12နှစ်အတွင်းကြည်လိုက်ပြန်တော့12နှစ်တိုင်တိုင်သားအရင်မရှိတဲ့အဖိုးကြီးဘွားကြီးနှစ်ယောက်ရဲ့ဘဝမှာအိမ်မှာခေါ်ထားတဲ့ကျွန်နေအမှုလုပ်တွေကဝိုင်းပြီးတော့စရင်နေလေဟိုဟာတစ်ခုကုန်းတော့ဒီဟာတစ်ခုရောင်ဒီဟာတစ်ခုကုန်းတော့နောက်တစ်ခုထရောင်ရောင်ရင်စားရင်ရောင်ရင်စားရင်နဲ့တစ်ခုပြီးတစ်ခုကုန်းလာလိုက်တာနောက်ဆုံးနေစရာအိမ်ကိုယ်တော်မရှိပဲနဲ့ရောင်းချရင်းနဲ့သုံးဆွဲလိုက်တာခွက်တယောက်တစ်လုံးလက်ဆွဲပြီးတော့အရက်ထဲမှာလင်းရင်လမ်းဆုံးနှံကွာမှာထိုင်ရင်းနဲ့တောင်းစားလို့နေရရှာပြီမိဘနှစ်ပါးကြည့်လိုက်တော့လေစီစဉ်ဥစ္စာကုန်မသွားဘူးလား12နှစ်ဆိုတဲ့ကာလတခုအတွင်းမှာအိမ်မှာကြံခဲ့တဲ့မိဘနှစ်ပါးကလည်းစီစဉ်ဥစ္စာတွေကုန်သွားတဲ့အတွက်ကြောင့်ခွက်လက်ဆွဲပြီးတော့တောင်းစားတဲ့ဘဝကိုရောက်လို့နေကြရှာပြီးတော်တယ်မှာတရားဓမ္မတွေရှားပွေးနေတဲ့ယဟန်လေးကြည်လိုက်ပြန်တော့လေဘာတရားမှမတွေ့နိုင်သေးတဲ့အခါလောကကြီးကအလွန်ကိုရိုင်းဆိုင်နေတယ်လို့ထင်ရပါပြီဒီလိုနဲ့တနေ့ကျတော့သာဝတိကယဟန်တစ်ပါးကလည်းအဲ့ဒီတောကြောင်းလေးမှာပဲတရားအားထုတ်ဖို့ဆိုကြွလာတဲ့အခါယ
ညာနှစ်ပါးစကားတွေပြောအရှင်ဘုရားကျမ်းမာရဲ့လားဘုရားဘယ်ကကြွလာတာလဲဘုရားပေါ့မင်းရင်ပြောရင်နဲ့သာဝတိကကြွလာတာလဲဆိုရောဘုရားရှင်ကျမ်းမာတော်မူရဲ့လားဘုရားအရှင်သာရိပုတ္တရာတို့အရှင်အာနန္ဒာတို့ကျမ်းမာတော်မူကြပါရဲ့လားဘုရားအာလဘသံလဘစကားတွေဆိုရင်နဲ့အရှင်ဘုရားတပည့်တော်မေးပါရစီဘုရားသာဝတိမြို့မှာ18ကလေးကျွယ်ဝတဲ့အမျိုးဆက်တစ်ခုရှိပါတယ်အဲ့ဒီအမျိုးဆက်မှာဘုန်းကြီးဘွားကြီး2ယောက်ရှိပါတယ်အဲ့ဒီမိသားစုတွေကဘုန်းကြီးဘွားကြီး2ယောက်တို့ရောကျမ်းမာမာနဲ့ရှိကြပါရဲ့လားဘုရားလို့မိဘတွေရဲ့အကြောင်းကိုမိဘလို့မပြောသေးဘဲနဲ့မေးလိုက်တဲ့အချိန်အဲ့ဒီအကြောင်းကလည်းသာဝတိတစ်မျိုးလုံးမှာအုပ်အုပ်ကြက်ကြက်နဲ့လူတိုင်းရဲ့ပါဇက်ဖျားပြောနေတဲ့စကားဖြစ်တော့လေဟိုကိုယ်တော်ကလည်းအားရပါရဲ့ဟာရှင်ဘုရားရဲ့ဒီအဖိုးကြီးဘွားကြီး2ယောက်ရဲ့အကြောင်းတော်ပြောရမှာစိတ်မကောင်းစရာပါတဲ့ဟာရှင်ဘုရားပြောပါဦးဘုရားဘာတွေများဖြစ်လို့လဲအရှင်ဘုရားဒီအဖိုးကြီးဘွားကြီး2ယောက်မှာသားလေး1ယောက်ရှိတယ်လို့တော့တပည့်တော်တို့ကြားဘူးတယ်မြင်တော့မမြင်ဘူးဘုရားအဲဒီသားကလေးကလည်းသာရဏဘောင်ဝင်ပြီးတော့တော်ထွက်သွားတယ်လို့ကြားတယ်အိမ်မှာကျွန်နေအမှုလုံးတင်နေထားခဲ့ကြတယ်မိဘနှစ်ပါးရဲ့ဘဝကလည်းအိမ်မှာရှိရတဲ့ကျွန်နေအမှုလုံးတွေကဝိုင်းပြီးတော့စရင်နေလိမ့်စည်းစိမ်တွေအကုန်လုံးပြောင်းအောင်ဝိုင်းပြီးတော့ဖယ်လိုက်ကြတာအခုဗျာဘုန်းကြီးဘွားကြီးရဲ့ဘဝဟာမဝရေစာလေးစားပြီးတော့လမ်းဘေးမှာခွက်ဆွဲတောင်းစားနေရတယ်ကိုရောဆိုတော့ဟိုကိုယ်တော်ကလည်းအာရပါရနဲ့ဒီဇလံပြောနေတဲ့အချိန်အမေတို့အဖေတို့ရဲ့ဘဝအမှန်ကိုကြားနေရတဲ့ကိုယ်တော်လေးရဲ့နှလုံးသားမှာလှမ်းအထိုးခံရသည့်ဘက်မှာတဆက်ဆက်တောင်ခါနာပြီးတဲ့အချိန်မျက်ရည်ဖြိုင်စီဟိုကိုယ်တော်ရဲ့စကားဆုံးတဲ့အချိန်မှာဟိတိုက်လို့ငိုချလိုက်ပါပြီအာရပါရနဲ့ရှက်ကြီးတငင်းနဲ့ငိုးနေလိုက်တာဟိုကိုယ်တော်လည်းဘာပြောမှမထားအရှင်ဘုရားတပည့်တော်ပြောတဲ့စကားနဲ့များဘာများမကြိုက်လို့လဲဖေရဘာများမှားလို့လဲဖေရအရှင်ဘုရားအတွက်တပည့်တော်စိတ်နှောက်ရှက်များပေးမိသလားဖေရပေါ့လေအာဂန္တုဆိုတော့တန်းစီမေးလိုက်တာအရှင်ဘုရားပြောတာမမှားပါဘူးဖေရအရှင်ဘုရားပြောတယ်ဘုန်းကြီးဘွားကြီးတို့ရဲ့သားဆိုတာတပည့်တော်ပါပဲတပည့်တော်ရဲ့မိဘနှစ်ပါးရဲ့ဘဝဒီလောက်တောင်ဖြစ်သွားရတာကိုတပည့်တော်ယူကြုံမရလို့ဝမ်းနည်းလို့ငိုမိတာပါ။အော်အဖိုးကြီးဘွားကြီးရဲ့သားဆိုတာအရှင်ဘုရားကိုပေါ့ဟိုကတော်ကလည်းအံ့ဩပြီးတော့ကြည့်။ဒါဆိုရင်အရှင်ဘုရားကိုတပည့်တော်မေးပါဦးမယ်။အရှင်ဘုရားကရောတောထဲမှာတရားအားထုတ်နေတာဘာတရားတွေတွေ့ပြီလဲတဲ့။ပြိဿရဲ့ဘာတရားတွေ့ပြီလဲ။အရှင်ဘုရားတပည့်တော်ရဲ့ပါရမီကလည်းနုနယ်လွန်လာပါတယ်12နှစ်တိုင်တိုင်သရတရားထက်သန်စွာနဲ့တပည့်တော်ကြိုးစားအားထုတ်ပေမဲ့တပည့်တော်မှလည်းပါတရားတူမှမရသေးပါဘူးဒီတော့ဟိုကတော်ကတုတ်ပြီပေါ့ဟာအရှင်ဘုရားမှားနေပြီထင်တယ်တော်ထဲမှာတရားရှာနေတဲ့အရှင်ဘုရားကလည်းဘာတရားမှမတွေ့နိုင်အိမ်မှာကြံခဲ့တဲ့မိဘနှစ်ပါးကလည်းအယုဘောအရေးတင်းကြံပြီးတော့လမ်းဘေးမှာခွက်ဆွဲပြီးတော့ပိဇာကန်းစာမဝရေစာတောင်းစားလို့နေရရှာတယ်အရှင်ဘုရားဒီဩဒီမိဘနှစ်ပါးကိုသာဒီလိုပြစ်ထားမယ်ဆိုရင်အမွေခံထိုက်တဲ့သာသမီမဖြစ်ပဲရှိပါလိမ့်မယ်အရှင်ဘုရားမိဘနှစ်ပါးကိုဖျားတော်မှမပြစ်ပါဘူးဘုရားဒါကြောင့်အရှင်ဘုရားကိုတပည့်တော်အကြံပေးလိုပါတယ်အရှင်ဘုရားသာဝတိကိုပြန်လူပေါင်းကိုပြန်လူထွက်ပြီးတော့မိအိုဖာအိုတွေကိုပြန်ပြီးတော့လှုပ်ကြွေးသင့်ပါတယ်လို့မိဘနှစ်ပါးကိုလှုပ်ကြွေးသင့်တဲ့အကြောင်းလဲဟိုကိုယ်တော်ကအကြံဉာဏ်ပေးသူ့စိတ်ထဲမှာလဲဆုံးဖြတ်ချက်ကချပြီးပြီဆိုတော့ရှင်ဘုရားတပည့်တော်လဲဒီတိုင်းပဲဆုံးဖြတ်လိုက်ပါပြီဒါကြောင့်တပည့်တော်ရဲ့ဟောဒီတော်ရကြောင်းလေးကိုအရှင်ဘုရားကိုလှူခဲ့ပါမယ်တပည့်တော်သည်ပရိက္ခရာရှိပြာကိုပြန်သေးပြီးတော့လာလန်းအတိုင်းပြန်ကြွားရပါတော့မယ်သာဝတိမြို့မှာမဝရေစာစားနေရတဲ့မိဘနှစ်ပါးကိုတပည့်တော်သာလာပြန်လုံမကျွေးရင်တော့တပည့်တော်လည်းအမွေခံမထိုက်တဲ့သာသမီဖြစ်သွားပါလိမ့်မယ်လို့ကြောင်းကလေးကိုလူမိမိတော်ထွက်စဉ်ကာလကပါလာတဲ့သပိတ်သင်္ကန်းကိုလွယ်သာဝတိမြို့ကိုလာရလမ်းလေးအတိုင်းတလန်းရင်နဲ့ကြွားလန်းလို့ပြန်လာခဲ့ပါပြီအတွေ့ထဲမှာဖေပုံရိပ်ပေါ်နေပြီ
အတွေ့ထဲမှာအမေပုံရိပ်တွေမြင်နေပြီအော်ငါမိဘနှစ်ပါးသူများပေးစာကမ်းစာတောင်းစားတဲ့ဘဝကိုရောက်လို့နေရှာပြီဆက်ရှိကလေးကျွဲဝါချမ်းသာခဲ့တဲ့ငါမိဘနှစ်ပါးဘလောက်တောင်များဆင်းရဲလို့ဘလောက်တောင်များသောကဒဏ်ချက်တွေနှိမ့်ဆက်ခံနေရလိမ့်မလဲလို့လေးတွဲတဲ့ခြေလမ်းလေးနဲ့နှမ်းရင်အမေတို့အဖေတို့ရဲ့အကြောင်းတွေတွေးလိုက်ပြန်တော့မျက်ရည်တွေပါပြင်းမောစီးရင်နဲ့ရရင်နဲ့လည်းပဲငိုရပြန်ရှာတတိလေးဝင်တခါပြန်ပြီးတော့ဆက်လက်ပြီးတော့ခရင်တင်တပြေးတပြေးနဲ့ကြွာလန်းရင်နဲ့ကြွာလန်းလို့လာလိုက်တဲ့အခါတာဝတိမြို့နဲ့မနီးမဝေးနေရရောက်ပြီဆိုတော့လမ်းလေးကနှစ်ခွာတဲ့ညာဘလန်းလေးအတိုင်းရှောင်းလန်းလို့လိုက်သွားမယ်ဆိုရင်တာဝတိမြို့ဇေတော်ရွှေကျောင်းတော်ရဲ့မုတ်ဦးဝါကိုတဲ့တဲ့ဝင်သွားတဲ့လမ်းဘယ်ဘလန်းလေးအတိုင်းရှောင်းပြီးတော့လိုက်သွားမယ်ဆိုရင်သာဝတိမြို့တကားတွေကိုတန်းပြီးတော့ဝင်သွားတဲ့လမ်းနဲ့လမ်းစုံရဲ့အလယ်မှာကိုတော်လေးမတ်တက်ရက်ပြီးတော့စဉ်းစားတော်မူရပြန်ပြီငါဒီလမ်းလေးအတိုင်းသွားရင်တော့သာဝတိမြို့တကားကိုတန်းပြီးတော့ရောက်မယ်သာဝတိမြို့ကိုရောက်ရင်ငါအဖေနဲ့ငါအမေကိုငါဒီညနေကစာပြီးတော့ရှာခွင့်ရမယ်အမေနဲ့အဖေကိုကံကောင်းရင်ဒီညအတွင်းမှာပဲငါပြန်တွေ့လိမ့်မယ်ဟောဒီလမ်းတိုင်းလိုက်သွားရင်တော့ရှင်တော်မြတ်ဖျားကိုငါအာရပါရဖူးခွင့်ရလိမ့်မယ်ငါဘယ်လမ်းကနေပြီးတော့ရှောင်းလန်းရလိမ့်မလဲလို့စဉ်းစားကံဝင်လို့နေတဲ့အချိန်အတွင်ပန်းလေးကပေါ်လာပြီဩငါကမနက်ဖြန်မိဘနှစ်ပါးနဲ့တွေ့ရင်လူထွက်ပြီးတော့လူဘဝကိုရောက်သွားတော့မှဒီကနေ့တညသာလည်းရင်မြတ်စွာဘုရားသာသနာမှာနေခွင့်ရတော့မှဖြစ်တဲ့အတွက်ကြောင့်ရှင်တော်မြတ်ဗျာရဲ့ရွှေမြတ်တော်ကိုနောက်ဆုံးအာရပါရဖူးလိုက်မယ်ရှင်တော်မြတ်ဗျာဟောကြားမယ်ဒီကနေ့ညတရားကငါအာရပါရနဲ့နာကြားလိုက်မယ်မနက်မိုးလင်းမှပဲငါအဖေနဲ့အမေကိုရှာတော့မယ်လို့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကလေးကိုချသာဝတိမြို့စေတော်ကျောင်းပေါကိုတန်းတန်းကြီးဝင်သွားတဲ့လမ်းလေးအတိုင်းတပြေးတပြေးနဲ့ရှောင်းလန်းလို့ကြွာလန်းလာလိုက်တာနေဝင်မိုးချုပ်စအချိန်ရှင်တော်မြတ်ဗျာကလည်းသာဝတိမြို့ကဇေတော်ရွှေကျောင်းတော်မှာနေ့စဉ်ဟောကြားနေတဲ့တရားဓမ္မလမ်းကြောင်းအတိုင်းတရားဓမ္မတွေစတင်လို့ဟောကြားနေပါပြီကိုတော်လေးနောက်နာကနေပြီးတော့တရားနာနေတဲ့အချိန်အဲ့ဒီနေ့ကျမှပဲရှင်တော်မြတ်ဗျာကအာလုံးသောယံပရိသတ်လူပရိသတ်တွေကိုဘယ်လိုတရားမျိုးဟောကြားသလဲဆိုရင်မာတုပောတကသုတ်တံနဲ့ခြေသားတို့တဲ့ဟောဒီလောကကြီးထဲမှာတဘဝတစ်ခါသာဆုံးရတဲ့မိဘနှစ်ပါးနဲ့ဆုံခွင့်ရတဲ့အချိန်မှာမိဩဘာဟိုတွေကိုပြည့်စည်နဲ့လှုပ်ကြွေးခြင်းတရားဓမ္မနဲ့လှုပ်ကြွေးခြင်းလို့ခေါ်တယ်လှုပ်ကြွေးခြင်းကိုသင်တို့ပြုကြရမယ်မင်းတို့ရဲ့မိဘနှစ်ပါးကမင်းတို့ကိုမွေးဖွားပြီးသားအချိန်တည်းကငါတို့ရဲ့သားသမီးတွေကငါတို့ရဲ့ဟောဒီမျောလင်းခြင်း၅ပါးနဲ့ပြန်ပြီးတော့ပေးဆက်လိမ့်မယ်မိဘနှစ်ပါးရဲ့နှလုံးသားမှာအဲ့ဒီအချိန်တည်းကမျောလင်းခဲ့တယ်အေးမိဘနှစ်ပါးမျောလင်းသွားတဲ့အဲ့ဒီမျောလင်းချက်လေကြည်အောင်ဆက်ရမယ်မိဘနှစ်ပါးရဲ့နှလုံးသားမှာလေတရားတရားတွေတည်အောင်သီလတရားတွေတည်အောင်စာဃတရားတွေတည်အောင်ပညာတရားတွေတည်အောင်ဟောလည်းပဲမင်းတို့ကြိုးစားပြီးတော့ကျေးဇူးပေးဆက်ရမယ်လို့ရှင်တော်မြတ်ဗျာကလည်းမိဘကျေးဇူးတရားတွေခေါ်ကြလို့နေတယ်ငါဗျာသည်ပင်မိဘနှစ်ပါးရဲ့ကျေးဇူးကိုဆက်ခဲ့ရတယ်ငါဗျာရဲ့သာတော်သံဃာတော်ရှင်မြတ်တွေသည်လည်း229သွဲသောသိက္ခာပုဒ်ကိုဆင်မြန်းထားကြပေမဲ့အမေရိယဖေရီဆင်းရဲလို့နေမယ်မပြေစုံမှုဒုက္ခရောက်နေမယ်ဆိုရင်သင်တို့ရတာတဲ့ဟောဒီသပိတ်နဲ့ဆွမ်းခံပြီးတော့လဲလှုပ်ကြွေးရမယ်ဟောဒီသပိတ်ထဲမှာရေအပြည့်ထည့်ပြီးတော့အမေတို့အဖေတို့ကိုတောက်ရေအဖြစ်နဲ့လဲတိုက်ကြွေးရမယ်ချိုးရေအဖြစ်နဲ့လဲချိုးပေးကောင်းတယ်အေးမိဘနှစ်ပါးရဲ့ကျင်ကြီးကျင်ငယ်ကိုလည်းသုတ်သင်ပေးကောင်းတဲ့ရှင်တော်မြတ်ဗျာကယဟန်တွေတောင်မှကျေးဇူးဆက်ရမယ့်အကြောင်းတွေဟောကြားတော်မူနေပါတယ်ဟုတ်လား
ယဟန်လည်းပဲဝိနည်းသိက္ခာပုဆင်မြန်းထားပြီမဲ့မိဘဆင်းရဲတဲ့အခါဆွမ်းကြွေးခွင့်မရဘူးလားဟောဒီသပိတ်ကလေးကိုပိုက်ပြီးတော့အေးစင်လေလို့ရတဲ့ဆွမ်းနဲ့ကြွေးကောင်းနဲ့ဒီသပိတ်ထဲမှာရေတွေအပြည့်ထည့်ပြီးတော့တောက်ရင်သုံးရဖြစ်နေလှုပ်ကြွေးကောင်းနဲ့အမေတို့အဖေတို့ကိုခြေစုပ်လက်နဲ့ပြုပြီးတော့လှုပ်ကြွေးကောင်းနဲ့လို့မြတ်စွာဘုရားကအာရပါရနဲ့ဟောကြားပြီးတဲ့အချိန်ကိုတော်လေးတရားနာရင်နဲ့ဝမ်းသာတဲ့မျက်ရည်တွေကြားရပြန်ပြီအောင်မလေးကံကောင်းလိုက်တဲ့ငါဟောဒီလောကကြီးထဲမှာငါလောက်ကံကောင်းတဲ့ပုဂ္ဂိုလ်ရှိနိုင်မယ်မထင်တော့ဘူးရှင်တော်မြတ်ဘုရားရဲ့တရားကိုသာငါမနာကြားမိခဲ့ရင်တော့ငါဒီယခုအချိန်မှာလူထွက်ပြီးတော့လူပေါင်းကိုရောက်နေလိုက်ပြီအောင်မလေးအခုတော့ယဟန်ဆိုတာမိဘနှစ်ပါးဆင်းရဲလို့နေရင်ဖြင့်ဆွမ်းခံနဲ့ကြွေးကောင်းနဲ့ရေခက်နဲ့ပေးကောင်းနဲ့ဘိုးကြီးဝငယ်နဲ့ပြူကောင်းနဲ့ခြေစုပ်လက်နဲ့လည်းပြူပေးကောင်းနေတဲ့မြတ်စွာဘုရားကခွင့်ပေးလို့နေပါလားဒီတော့ငါလူထွက်เสียဘာလူတော့မလဲတဲ့ငါမှာသင်္ကန်းသပိတ်ပရိက္ခရာတွေအပိုင်ရှိတယ်ငါနေတိုင်းမိဘနှစ်ပါးကိုဆွမ်းခံလို့လှုပ်ကြွေးတော့မယ်လို့ဆုံးဖြတ်ချက်တွေခိုင်ချတညာလုံးဝမ်းသာဝမ်းနဲ့စိတ်တွေနဲ့အိတ်လို့မပြောမိုးတော့ရောင်နီလင်းအားကြီးအချိန်ရောက်ပြီဆိုတဲ့အခါကျတော့စေတော်ကြောင့်ပေါကတမ္မန်လေးမှသပိတ်ကလေးကိုအသာချိတ်သင်္ကန်းလေးကိုတပ်ပဲသပိတ်ကလေးကိုအသာလွယ်သာဝတိမျိုးထဲမှာအာယုစွမ်းခံကြွားဖို့ရအတွက်ပြင်ဆင်ပြီးတဲ့အချိန်ကိုတော်လေးဒုတိယအကျင့်ရပ်ပြီးတော့စဉ်းစားရပြန်ပြီငါသည်အမေတော်အဖေတို့ကိုအရင်သွားပြီးတော့တွေ့အောင်ရှာရရင်ကောင်းလေမလားဒါမှမဟုတ်ရင်ဟောဒီသပိတ်ထဲမှာယာကုစွမ်းပူပူလေးတွေရအောင်အလူခံရင်ကောင်းလေမလားအေးမိဘဆိုတာသာသမီကပါလာတဲ့လက်ဆောင်ပစ္စည်းကိုတွေ့ရမြင်ရရင်တန်ဖိုးမရှိပဲမရှိညာတော့လည်းပဲငါသားကြီးကသိတယ်လိုက်တာလိမ္မာလိုက်တာငါသမီးလေးကသိတယ်လိုက်တာလိမ္မာလိုက်တာလို့ပျော်တတ်ကြတယ်လို့ငါကြားဘူးတယ်ဒီတော့ငါမိဘနှစ်ပါးနဲ့ငါတွေ့ရင်ငါမှပေးစရာလက်ဆောင်ဆိုလို့ဟောဒီသပိတ်ထဲမှာအလူခံလို့ရလာတဲ့ယာကုပူပူလေးသာပါမယ်အေးဒါကြောင့်ငါသည်သပိတ်ထဲမှာယာကုပူပူလေးပြည့်အောင်အရင်အလူခံလိုက်မယ်လို့ဆုံးဖြတ်ချက်တွေခိုင်မာချသာဝတိမျိုးကအာယုစွမ်းလောင်းလို့တဲ့အိမ်လေးကိုတအိမ်ဝင်တအိမ်ထွက်နဲ့ယာကုစွမ်းနေအလူခံသပိတ်အနာကြီးလေးနဲ့ပြည့်ပြီးဆိုတဲ့အချိန်သပိတ်လေးကိုအသာဖုံးကျိုးကလေးကိုအသာစီးပြီးတော့ကိုတော်လေးချမ်းရစီစီနဲ့ဆောင်းတွင်ကာလကြီးမှာလမ်းမရဲ့အလင်မှာမတ်တရက်ပြီးတော့အမေနဲ့အဖေရှာပုံတော်ဖွင့်ရတော့မယ်ရပြီအမေတို့အဖေတို့ကိုတွေ့ရင်ကြွေးဖို့ရအတွက်ယာကုပူပူလေးကတော့ငါမှရနေပြီအမေနဲ့အဖေဘယ်နေရာမှာရှိနိုင်မလဲစဉ်းစားရင်လည်းငါရှာရတော့မယ်။အော်ငါမိဘတွေကအိမ်လေးရောက်လိုက်ပြီးနေစရာအိမ်ပိုင်လည်းမရှိတော့ဘူးဆိုရင်ယခုလိုချမ်းသာစီစီကာလကြီးမှာတော့တေချာပေါင်းရှိနိုင်တာကအရေးကလေးတွေရှိနေတဲ့ဇရက်အိုဇရက်ပြက်တွေမှာကျောင်းဟိုကျောင်းပြက်ဒီမှာတော့ငါမိဘနှစ်ပါးတေချာပေါင်းရှိနိုင်လိမ့်မယ်ထင်တယ်ဒီတော့ငါကျောင်းအိုကျောင်းပြက်ဇရက်အိုဇရက်ပြက်ဒီမှာအရင်ရှာတာကောင်းမယ်တဲ့ခန္ဓာလငါကျောင်းအိုကြီးရှိတဲ့နေရာကိုတုတ်ချင်လေးတင်ပြီးတော့လှမ်းတပြည့်နီးလာတဲ့အချိန်မှာတထိန်လေးခုန်နေတဲ့ရင်လေးကိုအသာဖိကျောင်းကြီးရဲ့အောက်မှာအမေနဲ့အဖေများရှိနေမလားမျက်လုံးလေးကလေးနဲ့အာရပါရနဲ့ဝင်ပြီးတော့ရှာဩကျောင်းအောင်မှာတော့မရှိဘူးအဘောဓကသစ္စာကြောင့်တွေကဆွေးနေပြီမဲ့လူတယောက်နှစ်ယောက်တော့တက်လို့နေလို့ရသေးတယ်ထင်တယ်ငါအဖေနဲ့ငါအမေအပေါ်တက်ကသစ္စာဘုံအဆွေတွေဘေးမှများကွေးလေးအိတ်နေမလားဆိုတဲ့အထင်နဲ့ကျောင်းကြီးရဲ့အပေါ်ကိုမဝုံမရဲနဲ့တက်ပြီးတော့ကြည်ပြန်ကျောင်းပေါ်မှာသာနှံ့သွားပြီမဲ့အမေနဲ့ဖေရဲ့ရိပ်ရောင်ကိုမတွေ့ရပြန်တပြေးနဲ့အောက်ကွာသာဆင်းအတွေ့ထဲမှာဝမ်းနေတဲ့စိတ်အားငယ်တဲ့စိတ်ကလေးကဝင်လာပြီ။အော်ငါအဖေနဲ့ငါအမေတကယ်ဆိုရင်ဟောဒီလိုနေရာမျိုးမှာရှိရမှာ
အခုတော့ဒီလိုနေရာမျိုးတွေတနေရာဝင်တနေရာထွက်ရှာတာတော့မတွေ့ဘူးဆိုရင်တော့ငါမိဘနှစ်ပါးဟိုဘော်တော်ကြွမလာခင်တုန်းကတော့လူပြေမှာအသက်ထင်ရှားရှိသေးတယ်ထင်တယ်လူပြေမှာအသက်ထင်ရှားမှအခုအချိန်ရှိကြပါတော့မလားကွယ်လွန်များသွားကြပြီလားမသိဘူးတဲ့အိမ်ပိုင်းရပိုင်းမရှိတဲ့ပုဂ္ဂိုလ်တွေနေကြတဲ့ဒီနေရာမျိုးမှာအဖေနဲ့အမေမရှိဘူးဆိုရင်ငါပဲလို့နေရာကိုရှာရရင်ကောင်းလေမလဲလို့အတွေ့နေကိုချေရပြန်ရှာပြီစိတ်ကူးထဲမှာတွေးရပြန်ပြီငါမိဘနှစ်ပါးကဘလောက်ပင်ဆင်းရဲသွားတယ်ဘလောက်ပင်စားစရာနေစရာမရှိဘူးလို့ဆိုတော့ညာလေအသက်တွေကြီးလိုက်တော့80နာကပ်နေတဲ့အရွယ်ကြီးတွေဖြစ်နေပြီတကယ်အနည်းဆုံးရှိနိုင်တာကငါတို့သားမိသားဖတွေပျော်ပျော်ကြီးနေခဲ့တဲ့ငါတို့ရဲ့ရက်ွက်ထဲမှာရှိနိုင်တယ်ငါတို့ရက်ွက်ကသစ်ပင်ကြီးတွေရဲ့အောက်မှာရှိနိုင်တယ်ဇရက်အိုဇရက်ပြတ်တွေနားမှာရှိနိုင်တယ်လို့မိမိတို့နေခဲ့တဲ့ရက်ွက်တွေလမ်းတွေကိုစိတ်ထဲမှာပြန်အာယုံပြုတ်ပြီးတော့သားမိသားဖပျော်ပျော်နေခဲ့တဲ့ရက်ွက်လေးရှိရာကိုအတွေ့လေးတွေနဲ့တပြေးတပြေးနဲ့ကြွာလန်းလို့သွားရပြန်ပြီနေ့နေကလည်းတည်ရင်နဲ့ကြနေပြီမိုးလေအစောကြီးမှာတပါးတဲ့နှင်းမုံကြမှာရှာဖွေနေတဲ့ကိုတော်လေးလူရိပ်လူရောင်တော့မတွေ့ပြန်တော့အငယ်တဲ့စိတ်တွေကဝင်လာဝမ်းနေတဲ့စိတ်တွေကရင်ထဲမှာမခံနိုင်တဲ့အချိန်မျက်ရည်တွေကလည်းပါပြင်းမောတတွင်တွင်စီးရင်တဲ့ကိုတော်လေးရှောင်းလန်းရင်နဲ့ရှာလာလိုက်တာလမ်းစုံလမ်းခွလေးတစ်ခုကိုလှမ်းပြီးကြည့်လိုက်တော့လူနှစ်ယောက်ငုတ်တုတ်ထိုင်းနေတဲ့အသွင်ပြင်လေးလည်းမြင်ရောကိုတော်လေးအတက်သွားတယ်တဲ့အောင်မလေးမန္တခင်ဆိုရင်ငါတယောက်တည်းတမနလုံးရှာနေလိုက်တာလူလေးလူယောင်တော့မှမတွေ့ရတဲ့ငါဘဝခဏလမ်းမှာတော့လူယောင်နှစ်ယောင်တော့တွေ့နေပြီဖရာတရားမှာလိုငါအဖေနဲ့ငါအမေဖြစ်လိုက်ပါတော့တဲ့အမြင်အာယုန်ထဲမှာပေါ်လာတဲ့လူရိပ်ရှိရာကိုအာရပါရနဲ့လှမ်းသွက်သွက်လက်လက်နဲ့လှမ်းလှမ်းလာတဲ့ခြေလမ်းတွေသည်တပြေးတပြေးနဲ့လူလုံးကွဲတဲ့နေရာကိုရောက်လာလေခြေလမ်းတွေကလှေးနေလာလေတပြေးတပြေးနဲ့နီးလာလေခြေလမ်းတွေကနှေးလာလေအသွင်အပြင်နေထင်ရှားလာပြီဆိုတော့ဖြစ်မဖြစ်ရလေငါအဖေနဲ့ငါအမေပါလားအမေရဲ့အသားရည်တွေကလည်းအယိုးပေါ်အရည်တင်တဲ့အသွင်ဖြစ်နေပြီဝတ်ထားတဲ့ဓမေအကြီးကြည်လိုက်ပြန်တော့လည်းပဲနွမ်းရီလို့ကြည်မွနေပြီဟိုဘနာမှာမြင်နေရတဲ့အဖေကြည်လိုက်ပြန်တော့လေတောင်ဝင်းလေးကိုထောင်မေးပြီးတော့မလင်းအောင်ငုတ်တုတ်ထိုင်နေရရှာပြီသားကြီးရဲ့ပြင်မမိတဲ့ကံမဟုတ်ပေမဲ့ပြစ်ထားမိတဲ့ကံတွေရောက်ငါအဖေနဲ့ငါအမေဒီလိုဖြစ်သွားရလေခြင်းဆိုတဲ့အတွေ့တွေကနှိမ့်ဆက်လာတဲ့အခါခြေလမ်းနေရှေ့မလန်းနိုင်တော့ဘူးတဲ့အသွင်ပြင်းနေသေးချာမြင်ရလေခြေလမ်းနေတုံဆိုင်လေတပြေးတပြေးနဲ့တလှမ်းလောက်နေရရောက်ပြီဆိုတော့ကိုတော်လေးနှုတ်ကလည်းပဲအမေလို့လည်းအာရပါရနဲ့အတန်ထွက်ပြီးတော့မခေါ်နိုင်အဖေလို့လည်းအာရပါရနဲ့အတန်ထွက်ပြီးတော့မခေါ်နိုင်ခြေလမ်းတွေကလည်းရှေ့မတိုးနိုင်ဝမ်းနေတဲ့စိတ်တွေနဲ့ဗလောင်ဆူပြီးတော့ကြောက်ရွံ့ကြီးပမာမိဘနှစ်ပါးနဲ့တလန်အကွာလေးမှာရက်နေတဲ့အခါအဖိုးကြီးကကိုတော်လေးမဝဝတဝါတာကြည့်ပြီးတော့ဟဲ့ရှင်မဒီကနေ့မှထူးထူးဆန်းဆန်းဟဲ့ငါတို့ရှေ့မှာကိုတော်လေးကဆွမ်းလာရက်နေတယ်ဒီမနဲ့တမနဲ့လုံးငါတို့တောင်းနေတာဘာတစ်ခုမှမရသေးဘူးဒါကြောင့်ကိုတော်လေးအနာကိုသွားပြီးတော့ခရောစွမ်းအဖြစ်နဲ့ရှီခိုးလိုက်ဆမ်းပါတော့ကြဒီကိုတော်လေးနောက်အိမ်တွေကနောက်မှလှူမာတွေမရဘဲနေလိမ့်မယ်ကွာမင်းကြော့ပြီးတော့ရှောက်လိုက်ဆမ်းပါတဲ့အဖေရတန်ကတုံတုံရင်းရင်းနဲ့အမေကိုခိုင်းနေပြီ12နှစ်တိုင်တိုင်မကြရတဲ့အဖေအတန်အာရင်နေကုန်ခံပြီးတော့လေးတွဲလို့နေပြီရောအဖေကြီးရဲ့ခိုင်းသေးကြတဲ့အမေကြီးကရှင်နာကိုလာကိုတော်လေးကိုဥသုံးချင်းရိုးရိုးသေးသေးနဲ့ဥချပြီးတဲ့အချိန်အရှင်ဘုရားတပည့်တော်တို့ဇနီးမောင်နှံဟောဒီနေရာမှာဒီမနဲ့တောင်းခံနေတာ
ဘာတခုမှလောင်เสียမရသေးပါဘူးဖေဟာဒါကြောင့်တပိတော်ရိုးရိုးသေးသေးနဲ့ကြော့တဲ့ခေါ်ဒီကြော့ချင်းသုံးခြင်းကိုပဲကြော့စွမ်းအဖြစ်နဲ့အရှင်ဘုရားအလူခံရှေ့ကိုဆက်လက်လို့ကြွတော်မူပါတော့ဖေဟာတဲ့ဆန္ဒလေးတိုင်တိုင်ခွဲခွာကြရတဲ့အမေအတန်ကြာရပြန်တော်လေရင်းထဲမှာလှန်တရားနဲ့အထိုးခံလိုက်ရသလိုပဲတဲ့အောင်မယ်လေးအမေအတန်နေတုံနေပြီအမေအတန်နေလေးတန်းတော့မှမဆက်တော့ပါလားအမေရဲ့အသွင်ပြင်းကလည်းအယိုးပေါ်အရေးတင်နေသလိုအမေရဲ့လေးတန်းလေးကလည်းအာအင်းနေခံချောက်နေပါပေါ်လားတဲ့မိဘနှစ်ပါးရဲ့ဖြစ်အင်မြင်လိုက်ရတာမျက်လုံးအင်္ဂါကြားလာတဲ့မျက်ရည်တွေပိတ်ဖုံးသွားတာလောကကြီးကိုတော့မှမသေးခွဲနိုင်ကြောက်ရွံ့ကြီးပန်းမှာငူငူကြီးရက်ပြီးတော့အမေလိုလဲစိတ်ထဲကအကျဉ်းချင်းခေါ်ဘလောက်ပင်ခေါ်တော့လဲနှုတ်ကမထွက်အဖေလိုစိတ်ထဲကအကျဉ်းချင်းအာရပါရခေါ်ဝမ်းနေဆွနေတဲ့စိတ်တွေကခံနေတဲ့အတွက်ကြောင့်အတန်ကထွက်ပေါ်လို့မလားကိုတော်လေးကမတ်တကြီးပဲဒီတိုင်းရက်နေတော့အဖိုးကြီးကဟဲ့အဖွားကြီးနင်းလျှောက်တာမကြားဘူးထင်တယ်ဟဲ့သိချာလျှောက်သမ်းမှာဟဲ့တော့ကြကိုတော်လေးနောက်အိမ်တွေကလှူမဲ့လောင်းမဲ့ဟာတွေမရပဲရှိလိမ့်မယ်လို့အမေကိုဒုတိယအကျင့်အဖေကခိုင်းတဲ့အတန်ကြားရပြန်အမေကဒုတိယအကျင့်ရှိခိုးကြတော်လို့လျှောက်ထားပြန်အမေကိုတတိယအကျင့်အဖေကခိုင်းတဲ့အတန်ကိုကြားရပြန်အမေကလျှောက်တဲ့အတန်တတိယအကျင့်ကြားရပြန်အကျဉ်းချင်းလန်နဲ့အထိုးခံရသလိုသောကားရရင်ထဲမှာပူငူငူကြီးရရင်နဲ့ကိုတော်လေးနှုတ်ကအတန်မထွက်နိုင်တဲ့အခါသွေးကစကားပြောလာပြီတဲ့အဖိုးကြီးရဲ့အသိစိတ်ထဲမှာသွေးကလှုံ့ဆော်လာပြီတန်တော့မိမရဲ့လွန်ခဲ့တဲ့12နှစ်တုန်းကငါတို့အိမ်ကနေထွက်သွားတယ်ငါတို့ရဲ့သားလေးသာဝတိမျိုးကိုပြန်လာတဲ့အချိန်အသွေးအပြည့်ပြောင်းနေတဲ့ငါတို့ကိုမမတ်မိလို့များဝိုးတဝါနဲ့ရက်လို့နေတာလားကွယ်မင်းကိုယ်တော်လေးအနာကိုကပ်ပြီးတော့တေချာကြည်စမ်းပါအောင်ဒုသားလေးများဖြစ်နေမလားတဲ့အဖိုးကြီးကလည်းသွေးကစကားပြောလာတဲ့အချိန်အဖွားကြီးကလည်းဖြစ်နိုင်တာပေါ့ဖြစ်နိုင်တာပေါ့ကျမတို့သားကြီးဖြစ်ကိုဖြစ်နိုင်တာပေါ့ရဲ့လို့နှုတ်ကတဖွားဖွားနဲ့ပြောဆိုမျက်လုံးအိမ်မှာကပ်နေတဲ့ချင်းညော်လေးတွေကိုလက်ကလေးနဲ့အသာပေါ့သာယံလေးရဲ့မျက်နာနာကိုအနာကပ်ပြီးတော့ဖူးတွေ့ကြည်ညိုလိုက်တဲ့အချိန်ကိုတော်လေးရဲ့လက်အမေရဲ့နွမ်းနွမ်းရည်ရည်နဲ့လက်ကလေးကိုအသာကိုင်းအမေဟုတ်ပါတယ်အမေရဲ့အမေတို့ရဲ့သားကြီးမှအမေသားကြီးအစ်စ်ပါအမေတို့ရဲ့ဖြစ်အင်ကိုမြင်ရတာသားရင်ထဲမှာဘယ်လိုမှမခံစားနိုင်လွန်းလို့နှုတ်ကအမေလို့ဘယ်လိုမှအတန်ထွက်အောင်သာမခေါ်နိုင်ခဲ့ပါဘူးအမေအဖေတို့အကျဉ်းကြီးရင်ထဲကအော်ခေါ်နေပေမဲ့ဆွနေကြီးကွယ်နေတဲ့သားအတွက်ဘယ်လိုမှအတန်ထွက်အောင်မခေါ်နိုင်လို့ဒီတိုင်းပဲရက်လို့နေရပါတယ်အမေလို့အာရပါရနဲ့အမေလက်ကလေးဆုပ်ကန်ပြီးတော့ပြောလိုက်တဲ့အချိန်အဖိုးကြီးကလည်းအသာလေးမျောလင်းချက်နဲ့မော့ကြည့်နေတဲ့အချိန်အဖွားကြီးကအောင်းနဲ့နောက်ကိုပြန်လှည့်အမလီအဖေကြီးရဲ့မြန်မြန်လာစမ်းမှာတော်ထင်းတဲ့အတိုင်းပဲတော်သားကြီးမှာတော်သားကြီးအစ်စ်ပါကျမတို့ရဲ့သားကြီးမှာကျမတို့ရဲ့သားကြီးအစ်စ်ပါတော်လို့နောက်ကိုလည်းလှည့်ပြောရောအဖိုးကြီးခမလေးမတ်တက်တောင်မရနိုင်ဘူးလေးဘက်ထောက်အာရပါရနဲ့ပြေးလာသာယံလေးရဲ့ညာဘက်ခြေသလုံးကိုအာရပါရနဲ့ဖတ်ပြီးတော့ဆုပ်ကိုင်းပြန်လာပြီငါတို့ရဲ့သားကြီးပြန်လာပြီလောကကြီးရဲ့မှာထီးကျန်တဲ့ဘဝကြီးအတွက်ငါတို့ဒီကနေ့ကုံဆုံးခဲ့ပြီတဲ့အာရပါရနဲ့ပြောပြီးတော့သာယံတော်နဲ့ပြန်တွေ့ရလို့ဝမ်းသာလွန်းလို့ကြလာတဲ့မျက်ရည်တွေအဖေရဲ့မျက်လုံးရင်ကကြားလာတဲ့မျက်ရည်တွေကသာယံလေးရဲ့ညာဘက်ခြေကုံပေါ်မှာတပေါက်ချင်းနဲ့စီးကြလို့နေပြီတပြေးနဲ့အမေကလည်းခွေလေးနဲ့အောက်ကိုကျလာပြီသာယံလေးရဲ့ဘယ်ဘက်ခြေသလုံးကိုအာရပါရဆုပ်ကိုင်းနှုတ်ကလည်းမပိကလာနဲ့စကားတွေတဖွာဖွာပြောရင်းနဲ့ငိုညည်းလို့နေလိုက်တာ
အမေရဲ့မျက်လုံးအင်းကကြလာတဲ့မျက်ရည်တွေကလည်းသားရန်လေးရဲ့ဘယ်ဘက်ခြေကုံပေါ်မှာတပေါက်ချင်းနဲ့ကြာဆင်းလို့နေပြီအမေတို့အဖေတို့ရဲ့ဖြစ်အင်ကိုမြင်ရလို့ယူယုံမရစွာဝမ်းနဲ့ခံစားနေရတဲ့သားရန်လေးရဲ့မျက်လုံးအင်းကမျက်ရည်တွေကလည်းအမေတို့အဖေတို့ရဲ့ကြောကုံပေါ်မှာတပေါက်ချင်းနဲ့စီးဆင်းလို့ငိုနေလိုက်ကြတာအချင်းအတော်ကြောင့်ပဲတဲ့သာမိသားဖတွေဝမ်းသာလွန်ကြတဲ့မျက်ရည်တွေနဲ့ငိုလို့နေရရှာတယ်ဝမ်းနေလွန်ကြတဲ့မျက်ရည်တွေနဲ့အငိုမဆုံးမဲနဲ့ငိုလို့နေရရှာတယ်အချင်းတန်ကြပြီဆိုတော့ယဟန်လေးကတတိဝင်လာတယ်မိမိရဲ့လက်ကလေးညာဘက်လက်ကလေးကိုအောက်ကသာလျှောအဖေရဲ့လက်မောင်းပြောအီလေးကိုအသာလေးမတင်အဖေထပါတော့ဘယ်ဘက်လက်ကလေးကိုအောက်ကသာလျှောအမေရဲ့ဘယ်ဘက်ပခုံးလေးကိုအသာပုတ်ပြီးတော့အမေကိုအသာလေးမတ်တက်ရဖို့တတိပေးလိုက်တဲ့အခါသာမိသားဘာတွေမတ်တက်ရလို့မျက်နာရင်ဆုံညပြန်ပြီအဖေကလည်းသားရဲ့ညာဘက်လက်မောင်းကြီးကိုအာရပါရနဲ့ဆုပ်ကိုင်အမေကလည်းသားရဲ့ဘယ်ဘက်လက်မောင်းကြီးကိုအာရပါရနဲ့ဆုပ်ကိုင်အောင်မလီအဖေတို့အမေတို့ကတော့အိုမင်းသွားလိုက်တာငါသားကြီးကဖြင့်ဖြူဖွေးကြီးပဲအရင်တိုင်းပဲဟဲ့ဆိုပြီးတော့သားကြီးကြည်ပြီးတော့ပြောနေလိုက်ကြတာတဲ့ပြောနေတဲ့စကားတွေထဲမှာဝမ်းနေတဲ့အတန်တွေပါလာပြန်ပြီဩငါသား12နှစ်တိုင်တော်ထဲမှာတရားရှာတာသားလူချင်းနဲ့တရားတွေတွေ့ခဲ့ပြီပေါ့ဝမ်းသာလိုက်တာသားရဲ့ငါသားကြီးကတော့တော်ထဲမှာတရားရှာလို့တရားတွေ့လို့ပြန်လာပြီအိမ်မှာကြံခဲ့တဲ့အဖေတို့ဘဝကြည်လိုက်ပြန်တော့ငါသားကြီးအတွက်တော်ရကြောင်းလေးတစ်ကြောင်းနောက်မှာဆောက်လှူနိုင်တဲ့ဘဝကိုမရှိတော့ဘူးအဖေစိတ်မကောင်းလိုက်တာသားရဲ့ငါသားကိုတကယ်ဆိုရင်အဖေတို့ကြောင်းလေးတစ်ကြောင်းတော့ဆောက်ပေးနိုင်ရမှာပေါ့တဲ့ပရိသတ်ရဲ့12နှစ်ခွဲသွားလို့ပြစ်ထားခဲ့တာဒီအဖေနှလုံးသားမှာအပြစ်တစ်ခုမှမပါဘူးတဲ့သားရဲ့အကျိုးကိုပဲကြည်ပြီးတော့ငိုးနေပြန်ပြီဒီတော့သားလေးကအမေနဲ့အဖေရဲ့လက်မောင်းလေးတွေဆုပ်ကိုင်းကဲတိတ်ကြပါတော့လားဟိုတစ်ပင်လေးအောက်သွားကြရအောင်ဆိုပြီးတော့တစ်ပင်လေးတစ်ပင်အောက်ကခုံနှန်းလေးရဲ့အပေါ်မှာအဖေကဘယ်ဘက်ကအဖေကညာဘက်ကထိုင်အမေကဘယ်ဘက်ကထိုင်သားရန်လေးကအလေကထိုင်အာရပါရနဲ့စကားတွေဖောင်ပွဲပြောပြီးတဲ့အချိန်အမေတို့အဖေတို့ဘာအားငယ်စရာလိုတော့သလဲဟောဒီလောကကြီးထဲမှာရှိလာတဲ့သာမိသားဘာတွေပြန်ဆောင်ကြပြီးဒီကနေ့ဒီအချိန်ဒီအကြည်တန်တဲ့ဘဝတွေကုံဆုံးလို့သွားကြပြီလို့အောင်မေးလိုက်ပါတော့ဒီမှာလေးကြည်ကြစမ်းမအောင်အမေတို့အဖေတို့တွေ့ရင်တိုက်ချင်လို့သာသာဝတိတစ်မျိုးလုံးပတ်ပြီးတော့ရာဟုဆွမ်းနေအလူခန်းလာတယ်လို့မိဘတစ်ပါးကိုရာဟုဆွမ်းနေလက်ပြပြီးတော့အာရပါရနဲ့ပြုံးပြောကဲပေးအမေတောက်ဖို့အမေခွက်လေးပေးအဖေတောက်ဖို့အဖေခွက်လေးပေးဆိုပြီးတော့ခွက်ကလေးတွေကိုထည့်ပေးမယ်လို့ယူကင်လိုက်တဲ့အခါလွန်ခဲ့တဲ့12နှစ်ကျော်ကာလတုန်းကရွှေပကံများနဲ့စားခဲ့တဲ့မိဘနှစ်ပါးရဲ့လက်ထဲကခွက်တွေခြေရော်တဲ့အလေးလေးပေးရပြီးတော့သားလေးရဲ့ရင်ထဲမှာခံစားရပြန်ပြီ။ဩငါမိုက်ပြစ်တွေ12နှစ်တိုင်နဲ့မိဘနှစ်ပါးကိုခွဲခွာပြီးတော့ထားခဲ့တဲ့ငါအပြစ်တွေရွှေပကံများနဲ့စားခဲ့တဲ့ငါမိဘနှစ်ပါးစားနေတဲ့ပကံကခြေညော်လေးလေးနဲ့တောင်ကန့်ညိနေပါလားတဲ့မျက်ရည်လေးတွေအသာသုံးပြီးမှကဲတော်ပါတော့ဒီခွက်တွေနဲ့တောက်မနေပါနဲ့တော့တဲ့သပိတ်ဖုံးလေးကိုအသာလမ်းရလာတဲ့ရာကိုလေးထိုက်တဲ့တီအားလျော်စွာထက်ပူနေတဲ့ရာကိုလေးနှွေးလေးဖြစ်အောင်လေးအေးလေးနဲ့မှုတ်ပေးပြီးတဲ့အခါအမေကိုတစ်ကြိမ်တိုက်အမေတောက်ပြီးတဲ့အခါဖေကိုတစ်ကြိမ်တိုက်တခါပြန်ပြီးတော့အမေကိုတိုက်နဲ့ရာကိုတွေတိုက်ကျွေးလို့နေလာလိုက်တာတပြေးနဲ့သပိတ်ထဲကယာကုဟာကုံပြီးတော့9စွန်းလောက်ကြံတဲ့အချိန်ရောက်မှအသာလေးသပိတ်လေးကိုဖုံးကဲအဖေနဲ့အမေဒီနေရာမှာပဲစောင့်နေကြသာဟောဒီသပိတ်လေးနဲ့သာဝတိဇေတောအကြောင်းကိုပြန်မယ်ရေသစင်ပြီးတဲ့အချိန်သာဝတိမြို့မှာနေလေဇွမ်းနေရအောင်ခံမယ်နေစွမ်းအတွက်စွမ်းပူဟင်းပူတွေရလာရင်လေ
အဖေနဲ့အမေကိုဟောဒီနေရာမှာသားလာပြီးတော့ကြွေးပါအောင်မယ်တဲ့ကိုတော်လေးเจ้าကိုအသာပြန်မိဘနှစ်ပါးမြင်ရင်မြူမကြမှာစိုးရိမ်တဲ့အတွက်ကြောင့်သူ့အတွက်စောသောကခြံထားတဲ့ဘဝရေစာရာကိုစွမ်းလင်းငါးစွန်းကိုရေလေးနဲ့ကျင်းပြီးတော့အာယုံစွမ်းအဖြစ်နဲ့ဖုံးမေးတော်မူရရှာတယ်နေခင်အချိန်ရောက်ပြီး10 နာရီ17 နာရီနေစွမ်းအတွက်စွမ်းကံရလာတဲ့စွမ်းပူပူလေးနဲ့တစ်ပင်ရီမှာစောင်းနေတဲ့မိဘနှစ်ပါးရဲ့အထံကိုအမြန်သွားအမေတော်အဖေတို့ကိုစွမ်းပူပူဟင်းပူပူလေးနဲ့နေပြီးတော့ပြုစုလုံကျွေးလို့နေလိုက်တာငါသားကြီးကျွေးတဲ့ဆွမ်းငါသားကြီးလူလာဩရသာကျွေးတဲ့ဆွမ်းရဲ့လို့မိဘနှစ်ပါးကလည်းအာရပါရနဲ့စားသုံးလို့နေလိုက်တာကိုတော်လေးဖုံးပေးဖို့ရန်အတွက်တောင်းမှငါလှုပ်စာလေးကိုမနှဲကြံအောင်ခြံခဲ့ရတယ်ဒီတော့ကိုတော်လေးကကြောင်းရောက်မှအဲ့ဒီငါလှုပ်စာမဝရေစာလေးဖုံးပေးပြီးတော့မပြည့်သေးတဲ့ဘိုက်ကိုရေနဲ့ပဲဖြည့်တနေ့ဒီလိုနဲ့ပဲအာယုံစွမ်းနေကျွေးနေစွန်းနေကျွေးနဲ့ကျွေးလာလိုက်တာမိဘနှစ်ပါးရဲ့သားရည်တွေကတပြေးနဲ့ဝင်ပါလို့ဆိုပြေလာပြီးကိုတော်လေးရဲ့သားရည်တွေကတော့ဖတ်ရွယ်6ကလေးလိုပဲတပြေးနဲ့ပိန်လီလို့လာပြီးတခါကြပြန်တော့အရက်တဲ့ဆုံးခံသွားတော့သင်္ကန်းလေးတွေရတယ်တဲ့ရတဲ့သင်္ကန်းလေးတက်တဲ့ကိုအလေကဓာကလေးနဲ့ပိုင်အမေကိုတတ်တဲ့ပြီးအမေဝတ်ထားတဲ့ထမင်းအဟောင်းလေးကိုကြောင်းကိုယူအဖေကိုတတ်တဲ့ပြီးအဖေဝတ်ထားတဲ့ပစိုးလေးကိုကြောင်းကိုယူအဖေတို့အမေတို့ဝတ်ထားတဲ့ပစိုးထမင်းလေးကိုဆက်ချုပ်လျှော်ဖို့ပြီးတဲ့အခါသစ်ခေါင်ရောင်လေးဆိုပြီးတော့ကိုတော်လေးကသင်္ကန်းအဖြစ်ဝတ်ဆင်လိုက်တဲ့အချိန်ဝတ်ထားတဲ့အဝတ်သင်္ကန်းကိုကြည့်လိုက်ပြန်တော့လေနွမ်းရီပေတီဒီတော့ကြံတဲ့ကိုတော်တွေကဒီကိုတော်လေးကိုအကဲခံပြီးတော့ကြည်နေတာအရှင်ဘုရားသည်အရင်တုန်းကပိုးရောင်သင်္ကန်းလေးနဲ့အလွန်ကိုကြည်နိုဝယ်ကောင်းလာပါတယ်အရှင်ဘုရားရဲ့အသွင်အပြင်းကတကယ်ကိုကြည်လင်းလန်းဆန်းလို့နေခဲ့ပါတယ်အရှင်ဘုရားရဲ့အသားရည်တွေကလည်းဝင်ပါဆိုပြေလို့နေပါတယ်အခုတော့ကိုတော့ကြည်ရတာအသားရည်တွေကလည်းခန်းချောက်ပိန်လီလို့လာတယ်ဝတ်ဆင်ထားတဲ့ဝတ်သင်္ကန်းလည်းနွမ်းရီလို့နေတယ်ကိုတော်ဘယ်အချင်းရကြောင့်များဒီလိုဖြစ်ရတာလဲလို့ကိုတော်လေးတွေကတပါးပြီးတပါးလာမေးနေတော့မရှက်ပါဘူးတဲ့ယဟန်လေးကလည်းသူ့မိဘနှစ်ပါးကိုနေတိုင်းအာရုံဆုံးကျွေးရတဲ့အကြောင်းနေစွန်းခံပြီးတော့ကျွေးရတဲ့အကြောင်းကြံတာလေးမှသူ့ဖုံးမရလို့မဝရေစာစားလာလို့ဒီလိုပိန်လာရတဲ့အကြောင်းမိဘနှစ်ပါးကိုသင်္ကန်းတွေဝတ်ဆင်ပြီးလို့မိဘနှစ်ပါးရဲ့အကြကိုပဲသင်္ကန်းအဖြစ်ဝတ်ဆင်ရတဲ့အကြောင်းလေးပြောလိုက်တဲ့အခါတကယ်သာသနာမှာတကယ်သိတဲ့ကိုတော်တွေကတော့ဝမ်းမြောက်ဝမ်းသာသာဓုခေါ်တော်မူကြပါတယ်အေးတကယ်မသိတဲ့ကိုတော်တွေကြတော့ပုထုဇဉ်သဘာဝအတိုင်းအတင်းအဖျင်းတွေဆိုကုန်ကြပြီဟာဒီကိုတော်တော်အောက်တန်းကြတဲ့ကိုတော်ပဲတဲ့လူဒကာဒကာမတွေထပ်သန်စွာလောင်းလို့လိုက်တဲ့ဆွမ်းနေသင်္ကန်းတွေကိုလူတွေကိုဒီကိုတော့ပြန်ပြီးတော့ကျွေးနေတယ်ပြန်ပြီးတော့ဝတ်ယုံပေးနေတယ်ဟာဒီကိုတော့တော်အောက်တန်းကြတာပဲပေါ့လေတပါးနဲ့တပါးတစ်ဆင့်နဲ့တစ်ဆင့်စကားတွေပြောဆိုလာလိုက်တာကြဲပြန်တဲ့စကားတွေပြန်နှမ်းလို့လာတဲ့အချိန်တနေ့တော့အခါမှာသံဃာပရိသတ်တွေစုံညီနေတဲ့အစည်းအဝေးမှာရှင်တော်မြတ်ဘုရားကမိန့်ကြားတော်မူပြီးချစ်သားလာဆံဟောဒီမှာမင်းကိုသံဃာတော်များကပြောကုန်ကြပြီးမင်းဒီလူတရားဓမ္မတွေထပ်သန်စွာတရားနဲ့လူလန်းလိုက်တဲ့ထွန်းနေသင်္ကန်းတွေကိုလူတွေကိုပြန်ပြီးတော့ကျွေးနေတယ်လူတွေကိုပြန်ပြီးတော့ဝယုံပေးနေတယ်လို့ပြောနေကြတယ်သူတို့ပြောတဲ့အတိုင်းသင်ချစ်သားတကယ်ကိုကျူးလွန်မိပါသလားမှန်လားပါရှင်ဗျာရှင်တော်မြတ်ဗျာမိန့်ကြားတဲ့အတိုင်းတပည့်တော်သည်အရှင်ဘုရားရဲ့သာသနာမှာနေရင်ဖြင့်လူတွေကိုသင်္ကန်းနဲ့လဲဝတ်ပေးမိပါတယ်ဆွမ်းနဲ့လည်းပဲလှုပ်ကြွေးမိပါတယ်ဒီတော့အာလုံးတန်ဃာတွေအာယုံဆိုင်ပြီးတော့ဒီကိုယ်တော်မြတ်စွာဘုရားဘာဒံပေးမလဲပေါ့လေစောင့်နာထောင်နေတဲ့အချိန်ရှင်တော်မြတ်ဘုရားကကိုယ်တော်လေးကိုမေခွန်းထုတ်ပြန်ပြီးနေပါဦးချက်သားမင်းဘသူတွေကိုလှုပ်ကြွေးပြီးတော့ဘသူတွေဝတ်ယုံပေးနေတာလဲ
ဘုံတော်နိဝထွန်လင်းတောက်ပါတော်မူပါသောမြတ်စွာဘုရားလွန်ခဲ့သော12နှစ်ကာလတုန်းက18ကလေးကျွေးဝါချမ်းသာခဲ့တဲ့တပည့်တော်ရဲ့မိဘနှစ်ပါးသည်တပည့်တော်သာရဏဘောင်ဝင်ပြီးတော့တရားရှာနေတဲ့အချိန်စီးစိမ်လေးအကုန်လုံးပြတ်သုံးသွားတဲ့အတွက်ကြောင့်လမ်းဘေးမှာခွက်တယောက်တစ်လုံးကန်ပြီးတော့တောင်းစားလို့နေရပါတယ်အလွန်သာဝန်နေဆင်းရဲနေတဲ့အတွက်ကြောင့်အရှင်ဘုရားဟောကြားတဲ့တရားလမ်းစဉ်အတိုင်းတပည့်တော်သည်တပည့်တော်ရဲ့မိဘနှစ်ပါးကိုနေ့စဉ်နေ့တိုင်းအာယုံစွမ်းနေစွမ်းများနဲ့အလူခန်းလို့ကြွေးမိပါတယ်ရလာတဲ့သင်္ကန်းလေးနဲ့လည်းဝတ်ယုံလို့ပေးခဲ့မိပါတယ်မြတ်စွာဘုရားတဲ့ဒီတော့ကိုတော်လေးကိုဘာအမိန့်ချမလဲလို့သံဃာတော်ရှင်မြတ်တွေစုပေါင်းပြီးတော့အာယုံဆိုင်နေတဲ့အချိန်ရှင်တော်မြတ်ဘုရားရဲ့ညာလက်တော်ကိုတော်လေးရဲ့ကြောပေါ်ကိုအသာတင်အာလုံးသောသံဃာပရိသတ်တို့ရဲ့အလယ်မှာသာဓုသာဓုသာဓုချစ်သာသေရှင်သာသည်ငါဘုရားနှုစဉ်ကာလတုန်းကကျင့်စဉ်အတိုင်းတသွေမတိန်လိုက်နာကျင့်သုံးခဲ့တဲ့ငါသားတော်ကြီးပိသပါပြီတဲ့ပရိသတ်မြတ်စွာဘုရားကဘာလုပ်သလဲသာဓုခေါ်တယ်တဲ့ဘာကြောင့်သာဓုခေါ်တာလဲမိဘနှစ်ပါးကိုလှုပ်ကြွေးတဲ့နေရာမှာတဲ့သေရှင်သာသည်ငါဘုရားနှုစဉ်ကာလတုန်းကကျင့်စဉ်အတိုင်းတသွေမတိလိုက်နာကျင့်သုံးခဲ့တဲ့ငါသားတော်ကြီးပိသပါပြီတဲ့လို့ရှင်တော်မြတ်ဘုရားကမိန့်ကြားတော်မူလိုက်တဲ့အခါကြံတဲ့ကိုတော်ကြီးပြောစရာစကားကြံသေးရဲ့လားအေးဒီအချိန်ပြောစရာမကြံမိမဲ့တောင်းစရာတရားကတော့ပေါ်လာပြီခုနကပြောနေတဲ့ကိုတော်ကြီးကမြတ်စွာဘုရားနာကတ်လာတယ်ဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားဟောဒီကိုတော်လေးမိဘနှစ်ပါးကိုနေ့စဉ်နေ့တိုင်းလှုပ်ကြွေးနေတာကတော့တပည့်တော်တို့မြင်လဲမြင်ကြရပါတယ်ကြားလဲကြားကြရပါတယ်အရှင်ဘုရားသာသနာပြုစဉ်ကာလဘဝသန္တရာဖြည့်စည်းစဉ်ကာလတုန်းကမိဘနှစ်ပါးကိုပြုခဲ့တဲ့တောင်းဝန်တရားတွေမိဘနှစ်ပါးရဲ့အပေါ်မှာလှုပ်ကြွေးခဲ့တဲ့အကြောင်းတွေပြန်ပြောင်းလို့ဟောကြားတော်မူပါတဲ့တရားတောင်းတော်မူကြပါတယ်ပြိဿိဘာလို့လဲအဲ့ဒီကြမှာတရားတောင်းတာပြိဿအခုမှတရားကတောင်းရုံရှိသေးတယ်ဘယ်နှစ်နာရီထိုးသွားပြီလဲ2နာရီခွဲပဲရှိသေးတယ်3နာရီမပြည့်သေးဘူးဟုတ်လားအဲ့တော့မှယဟန်တွေကယဟန်တောင်းမှမြတ်စွာဘုရားကဒီယဟန်လေးကိုအကြောင်းပြုပြီးတော့ခုနကမိဘနှစ်ပါးကိုကျေးဇူးဆက်ရမယ်အကြောင်းတွေဘာကိုအခြေခံထားလဲဆိုရင်တို့အားလုံးသိပြီးသားဖြစ်တဲ့သုဝဏတာမဇတ်အဲ့ဒီနေရာမှာဟောတာဟုတ်လားအဲ့တော့ပြိဿဘာဇတ်ကိုဟောလဲပြန်ဖို့မစင်စားနဲ့သုဝဏတာမဇတ်ရောက်ကိုမရောက်သေးဘူးဟုတ်လားဟမ်ရောက်ပြီလားဧရာယောအလုံးသောဒုဒဂရမပေါင်းသူတော်ကောင်းတွေဒီနေရာမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ဟောကြားလိုက်တဲ့သုဝဏတာမဇတ်တော်ရဲ့ရှေ့ပိုင်းဏိဒံမှာမိဘနှစ်ပါးရဲ့မျောနှင့်ချက်5မျိုးကိုကြည်အောင်ပေးဆက်ရမယ်ဆိုတဲ့အကြောင်းမိဘနှစ်ပါးကိုတရားသီလစာရပညာတရားတွေနှလုံးသားမှာတည်အောင်ကြိုးစားရမယ်ဆိုတဲ့အကြောင်းဟောဒီကိုချက်နဲ့သာကြည်အောင်ဆက်ရင်မိဘနှစ်ပါးရဲ့နှုတ်ဘိုးနဲ့ချွေဘိုးကိုကြည်အောင်ဆက်ရရောက်တယ်ဆိုတဲ့အကြောင်းရှင်တော်မြတ်ဘုရားကိုယ်တိုင်ကျေးဇူးဆက်တဲ့အကြောင်းကိုဟောကြားပြီးတဲ့အချိန်မိဘနှစ်ပါးကိုကျေးဇူးဆက်လိုက်လို့ရလိုက်တဲ့သာသမီတွေရဲ့ကောင်းကျိုးတရားတဲ့ပြိဿမကြပါဘူးကလား9မိနစ်ပါပဲပြီးတော့မှာဟုတ်လားယောမတရံပိတရဝမေသောဓမ္မေနပောတတိဒေဝနာပိတိကိသန္တိမာတာပိတိတရဏရံခြေသားခြေသမီးတို့ဟောဒီလောကမှာရှိကြတဲ့သာကောင်းယရဏသမီးလိမ္မာတို့သည်မိမိရဲ့မိဘနှစ်ပါးကိုပစ္စည်းဓမ္မနှစ်ဌာနနဲ့သာလှုပ်ကြွေးလိုက်ကြမယ်ဆိုရင်အေးမိဘနှစ်ပါးကိုအဲ့ဒီပစ္စည်းနဲ့ကျေးဇူးဆက်တဲ့သာသမီတရားဓမ္မနဲ့ကျေးဇူးဆက်တဲ့သာသမီတွေကိုဒေဝနံပြီးမမြင်ရတဲ့နတ်တွေကလည်းတိကိသန္တိဆေကုပေးကြလေကုန်၏
ပြိဿမိဘနှစ်ပါးလှုပ်ကြွေးတဲ့သာသမီကိုနတ်တွေကဘာလှုပ်ပေးတယ်လဲဆေးကုပေးတယ်သောနာတာမဇတ်မှာသောနာတာမလေးမြားစိတ်သင့်တော့ဘသူတွေဆေးကုပေးလဲနတ်တွေကဆေးကုပေးတာဟုတ်လားဒီတော့အားလုံးသူတော်ကောင်းနေဒီတရားနာပြီးတဲ့အချိန်မှာရိုးရိုးလေးပဲသင်္ကန်းစာယူကြည့်မိဘနှစ်ပါးကိုလှုပ်ကြွေးတဲ့သာသမီဟာမိဘအတွက်လားကိုယ့်အတွက်လားကိုယ့်အတွက်ပဲဟောဒီဓမ္မပညာရှားနေကြတဲ့ညီငယ်ညီမငယ်လေးတွေပါတယ်စီဝါရှားနေကြတဲ့ညီငယ်ညီမငယ်တွေပါတယ်ယာရုတက်ချင်ကြတဲ့ညီငယ်ညီမငယ်တွေပါတယ်ဂုံတိုက်ကြီးတွေတိုက်ကြီးတွေတီးချင်ကြတဲ့ဒကာကြီးတွေဒကာမကြီးတွေပါတယ်ဟိုကုံကုံပြောမယ်နှလုံးသုံးလုံးပေါက်ချင်ကြတဲ့လူတွေလည်းပါအောင်မှာဟုတ်တယ်မို့လားဘသူစီမတောင်းမနေနဲ့ဘယ်နဲ့မှတင်းမနေနဲ့အဲ့ဒီကောင်းကျိုးတွေတကယ်လိုချင်တယ်ဆိုရင်အိမ်ဦးနတ်အစ်စ်ဖြစ်တဲ့ကျေးဇူးအရှိဆုံးမိဘနှစ်ပါးကိုသာလှုပ်ကြွေးဖျားပေးထားပြီးသားဟုတ်တယ်မို့လားမိဘနှစ်ပါးကိုသာတကယ်ပစ္စည်းဓမ္မနဒါနနဲ့ဆက်ကြမယ်ဆိုရင်မမြင်နိုင်တဲ့အိမ်ဆောင်နဲ့တွေကိုဆောင်နဲ့တွေသာသနာဆောင်နဲ့တွေကိုကြီးကျော်မနေလေးမကြအကုန်လုံးကဒီသာသမီတွေကိုစောင့်ရှောက်ရတယ်လှုပ်ကြွေးရတယ်ဟိုကုံကုံပြောမယ်သူတို့ကတော့ပြန်ပြီးတော့ဥချရတယ်ဟုတ်လားခုတော့အိမ်ဦးနဲ့ဖြစ်တဲ့မိဘနှစ်ပါးကြတော့ကျွေးပေါ်မရဘဲနဲ့ဟိုမစားနိုင်တဲ့မနှဲလေးပဲကြောက်ကိုအပြတ်မခံဘူးတင်ပြင်းတင်လှုပ်နေတာဟုတ်လားအဲ့ဒီကြောက်ကိုအမေကြော်ကျွေးတိုင်းအမေထမင်းတက်နဲ့ကောင်းကောင်းမစားရဘူးလားရိုးရိုးလေးကိုအဆန်းလုပ်နေတာဟုတ်တယ်မို့လားဒါနံပါတ်1ကောင်းကျိုးဟောဒီလောကမှာမိဘနှစ်ပါးကိုလှုပ်ကြွေးတဲ့သာသမီတွေစာမေဝဲအောင်ခြင်းသလားအောင်မယ်စီဝါရေးတက်ခြင်းသလားတက်မယ်ယာတုတက်ခြင်းသလားတက်မယ်ဘာမှရရမချင်းနဲ့အဲ့ဒါအကောင်းဆုံးရတယ်ဟုတ်လားအမေသားဖြင့်လေ promotion လိုချင်နေပြီမေတ္တာပို့ပေးပါဆိုကို့အဖေနဲ့ကို့အမေရှေ့မှာပဲထမင်းလေးကိုတန်တန်လေးကောင်းကောင်းလေးချက်ကျွေးပြီးဆူတောင်းသားမှာအကောင်းဆုံးပဲဟုတ်တယ်မို့လားဒေဝနာမိနတ်တွေကလည်းတိကိသန္တိဖေမယောအောင်ဆေးကူ၍ပိတ္တပါပေ၏ဆေးကူတယ်ဆိုတာယောဂပြောက်အောင်ကုတာမဟုတ်ဘူးလားအခုဆင်းရဲတဲ့ယောဂတွေမစုံဘူးလားအောင်မလီနတ်တွေကကုပေးလိုက်မယ်အမေနဲ့ဖေသာလှုပ်ကြွေးဟုတ်လားဣဒေဝနာပတ္တသတိပစ္ဆာတကေပမောတတိဣဒာဟောဒီပြစ္ဆုတ်ပံလောကလူဘဝမှာနေနေတဲ့အချိန်မှလည်းပဲပန္တိတော်ကြောင်းကျိုးသိမြင်ပညာရှင်ဖြစ်တဲ့သူတော်စင်တွေကပတ္တသန္တိလိမ္မာလိုက်တဲ့သားလေးတွေသမီးလေးတွေတော်လိုက်တဲ့သားလေးတွေသမီးလိုက်တွေကျမ်းပါကြပါစေချမ်းသာကြပါစေအထက်တန်းကြတဲ့ဘဝကိုရကြပါစေလို့ပညာရှိတွေကလည်းချီးမွမ်းကြပါတယ်တဲ့ပရိသတ်ပညာရှိတွေကလူမိုက်တွေချီးမွမ်းတာမလို့ခြင်းနဲ့ပညာရှိချီးမွမ်းတာတယောက်ရရင်တော်ပြီဟုတ်လားလူမိုက်တရားချီးမွမ်းတာမပြောနဲ့သူတော်ကောင်းတယောက်ချီးမွမ်းရင်ပြောစရာမကောင်းဘူးလားအခုဒီကိုယ်တော်လေးတန်ခါပရိသတ်အလယ်မှာမြတ်စွာဘုရားကကြောတော်ကိုလက်တော်လေးပုတ်ပြီးတော့သာဓုအခေါ်ခံရတာဘလောက်အားကြဖို့ကောင်းတယ်ဟုတ်တယ်မို့လားဟောဒီဘဝကပစ္စာတမလောလောကနောက်ဘဝရောက်ပြန်တော့လည်းပဲပမောတတိနတ်ပြေ6ရွာဗြဟ္မာမကျွင်းခပိဩသောလုံးစုံသောကောင်းမြတ်သောသူဂတိဘုံဘဝသို့ဝမ်းမြောက်ဝမ်းသာဖြစ်ရပါ၏ဟောသေသွားရင်လည်းပဲတဲ့နတ်ပြည်ဗြဟ္မာပြည်ဆုမတောင်းနဲ့ရောက်ပြီးသားပဲဟုတ်လားလူဖြစ်ရင်ဖြစ်မယ်နတ်ဖြစ်ရင်ဖြစ်မယ်ဗြဟ္မာဖြစ်ရင်ဖြစ်မယ်ငရဲတိရစ္ဆာန်ဖြစ်တာသူတကယ်ဘယ်တော့မှမရောက်နိုင်တော့ပါဘူးတဲ့ဒါကြောင့်အပေပိတ်ခြင်းနဲ့ဆိုရင်လည်းပဲမိဘနှစ်ပါးကိုလှုပ်ကြွေးပါဘဝချမ်းသာကိုလိုချင်တယ်ဆိုရင်လည်းမိဘနှစ်ပါးကိုပဲလှုပ်ကြွေးပါတမလွန်မှာဆင်းရဲတဲ့ချမ်းသာကိုလိုချင်တယ်ဆိုရင်လည်းမိဘနှစ်ပါးကိုလှုပ်ကြွေးပါဟုတ်တယ်မို့လားဣဒာပြစ္ဆုတ်ပံလောကဤလူဘဝ၌လည်းပဲပန္တိတော်ဘုရားအစရှိသောသူတော်ကောင်းသူမြတ်လောင်းတို့ကကောင်းပါပြီစွာကောင်းပြီစွာတော်ပါပြီစွာတော်ပြီစွာလိမ္မာလိုက်တဲ့သားကောင်းလိမ္မာသမီးယရဏလေးရည်လို့ပတ္တသန္တိကောင်းစွာမသွေးချီးမွမ်းကြပါပေကုန်၏ပစ္စာဒီဘဝကသေဆုံးလို့နောက်ဘဝရောက်ကြပြန်တော့လေပမောတတိနတ်ပြည်6ရွာဗြဟ္မာမကျွင်းခပိဩသောလုံးစုံသောကောင်းမြတ်သောဘုံဘဝဘုံဌာနသောကောင်းစွာမသွေရောက်ရပါပေတော့တည်း
ဒေသနာဝသနေမြတ်စွာဘုရားသို့နာတာမဇတ်ဒေသနာဟောကြားရာဆုံးချိန်ခါ၌သောအမျိုးအမည်အပြင်ထင်ရှားမရှိတဲ့ဟောဒီယဟန်လေးသည်သောတာပတ္တိဖလေသောတာပတ္တိဖို့၌ပဋိဌာဟိကောင်းစွာမသွေတည်ခဲ့ပါပေတော်တည်းပရိသတ်တရားဆုံးသွားတော့ကိုတော်လေးပဲအဆင့်ရောက်သွားပြီလေခုနကဘဝပါရမီနုခဲ့ပြီမဲ့အခုမြတ်စွာဘုရားရှေ့မှာနာကြားရဲ့ရှုပွားလိုက်တာစောစောကပါရမီကုသိုလ်တွေဟာပေါင်းစပ်လိုက်တော့သောတာပန်ရောဖြစ်မသွားဘူးလားကဲပရိသတ်ကိုတော်လေးကောင်းကျိုးရသွားသလားဆိုးကျိုးရသွားသလားပြီးတော့မိဘနှစ်ပါးကိုလှုပ်ကြွေးတာဟာမိဘနှစ်ပါးချမ်းသာဖို့လားကိုချမ်းသာဖို့လားအကြောင်းရှိတော့အကျိုးပေါ်ကိုချမ်းသာတော့မိဘနှစ်ပါးရောမချမ်းသာဘူးလားအဲ့ဒါပဲဒါကြောင့်အာလုံးသောဒုဒကဓမ္မပေါင်းသူတော်ကောင်းတွေကိုဒီကနေ့ဟောကြားလိုက်တဲ့တရားဏိဂုံးသက်လို့ရလိုက်ပါပြီနော်မိဘနှစ်ပါးရဲ့မျှော်လင့်ချက်၅ပါးကိုကြည်အောင်ဆက်နိုင်ပါစေမိဘနှစ်ပါးနှလုံးသားမှာသီလသမာသီလတရားသီလစာကပညာတရားတွေတည်အောင်ကျေးဇူးဆက်လို့ပေးနိုင်ပါစေအရှင်သာရိပုတ္တရာဘုရားရှင်တို့ကဲ့သို့ဓမ္မနဲ့ကျေးဇူးဆက်နိုင်ပါစေဒီကိုယ်တော်လေးကဲ့သို့မိဘနှစ်ပါးကိုဆွမ်းခံကြွေးပြီးတော့လှုပ်ကြွေးရင်းနဲ့ကျေးဇူးဆက်နိုင်ကြပါစေကျေးဇူးဆက်နိုင်ကြကုန်သည်ဖြစ်၍ဟောဒီကိုယ်တော်လေးဘဝချမ်းသာသန္တရာချမ်းသာရသွားသလိုပဲအာလုံးသောဒုဒကဓမ္မပေါင်းသူတော်ကောင်းတို့လည်းပဲအစဉ်တန်းမြင်တဲ့ဘဝအထက်တန်းကြတဲ့ဘဝမှာမျက်နှာပန်းလှကြကုန်၍ကောင်းစွာမသွေဝမ်းမြောက်နိုင်ရပါစေကုန်သတည်းဒေသေတံသုဒ္ဓဗုဒ္ဓေနာသုနေတဝါဓမ္မဒေသနံအဘိနန္ဒနာစေတေနာသာဓုသာဓုတိပါတထာသာရဟောတရားနာလာကြပါတဲ့အများတရားဓမ္မပေါင်းသူတော်ကောင်းတို့ဒုံမေတဲ့သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနာဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘဝသုဒ္ဓအဖျားဖျားကိုပေးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏တန်တိကံအထံတော်မှာဒေတိတံတဆင့်ခံငါဟောကြားအပ်သောဣမဓမ္မဒေသနာအမွေခံထိုက်တဲ့သာသမီတွေဖြစ်ဖို့ရန်ရည်တံဟောကြားအပ်သောအမွေခံထိုက်သူဖြစ်ပါစေအမည်ပေးလိုက်တဲ့ဣတရားဒေသနာတော်မြတ်ကိုသူနေတဝါကောင်းစွာယုသည်အချိန်ပေးပြီးတော့နာကြပြည်ကြကုန်သည်ဖြစ်၍အဘိနန္ဒနာစေတေနာအလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်အဘိနန္ဒနာစေတေနာဟောဒီကိုယ်တော်ကြီးပြောင်းသလိုလိုနောက်သလိုလိုနဲ့အောင်မလေးတရားကိုတကယ်3 နာရီနီးပါးကြီးတောင်ဟောလိုက်တဲ့တော့ကားကမိရင်မမိမဲ့အိမ်ပြန်နောက်ကြရင်တော့ကိုတော်ကြီးအိမ်ရောက်ရင်မေတ္တာပို့လိုက်အောင်မယ်ရင်လို့စိတ်ထဲမှာတရားတကယ်ရှိသွားလို့ကြည်ခဲလို့များပွားစီဖြစ်နေမယ်ဆိုရင်ပရိသတ်ရဲ့အပြစ်တော်တင်တာကိုတော့ပုထုဇဉ်သဘာဝမှုဘာမှမပြောလိုပါဘူးပြန်ပြီးတော့လဲစဉ်းစားကြည့်ပါဦးဟောဒီကိုတော်ကိုနဲ့သားတွေကသင်္ကန်းဝတ်လာတာလူယိုကြီးမှဖျားဆိုရစီရဲ့အစစ်ပါကျုပ်အတွက်သားသမီးလည်းမရှိပါဘူးမြေလည်းမရှိပါဘူးခမည်းတော်သားသမီးတွေနဲ့မိဘတွေကြားမှာပြေရပြေကြောင်းကုသိုလ်ကောင်းတွေတိုးပွားအောင်တမဲအပင်မှန်ခံပြီးတော့လေတံတကြုတ်ကြုံနဲ့ဟောရပါဆိုတဲ့အကြောင်းပြန်ပြောင်းလို့ရှင်းပြရင်ကြည်ကြည်နက်နက်ကြည်ကြည်လင်လင်ဝမ်းမြောက်ဝမ်းသာပီတိတွေဖြာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်တန်ကိုဘာသထာသုံးချိန်သုံးဝါနှုံမြဟာ၍ကောင်းစွာမသွေကျွရင်လိုက်ကြလေကုန်ရသတည်း
တဲ့စီစဉ်ပါလို့